လို့ရဆိုတဲ့ယုံကြည်မှုမျိုးရရှိခဲ့လို့ဆက်လက်ပြီးတော့လေ့လာသင်ယူရင်းနဲ့ဒီနေ့ဆက်ဆက်မော်စီပွားမှာတလောက်ကို9000နေတော့8000ပဲထိရရှိနိုင်တဲ့ပလဲဆိုတဲ့ယာတို့ကိုပိုင်ဆိုင်ပြီးတော့နေစာလကစားပွားနေတော့ကိုပိုင်စီပွားသမားတယောက်ဖြစ်ပြောင်းလဲနိုင်ခဲ့တာဖြစ်တယ်ခင်ဗျဒါဆိုရင်မက်စရိုကြားဘူးလားနေ့စဉ်သုံးနေတဲ့ပစ္စည်းတွေကိုသုံးဆွဲနေစီပွားရေးလုပ်လို့ရတယ်ဆိုတာဟေးဒီနေ့မိတ်ဆွေတို့သိခွင့်ရမှာဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်အချိန်များကြီးမဆွဲတော့ပါဘူးဒါဆိုရင်ဆက်ဆက်မောကုမ္ပဏီမှာဒီကကျွန်တော်တို့ပစ္စည်းတွေကိုအခုချိန်မှာပေါ့နော်ကျွန်တော်တို့ထောက်လုပ်ထားတဲ့ view ဟာ3 view ဟာရှိပါတယ်အခုကျွန်တော်တို့ဈေးကွက်ထဲမှာပြင်ဆင်မှုဆိုတာမရှိဘူးလားခင်ဗျရှိတယ်ကျွန်တော်တို့စီးပွားရေးမှာလည်းစီးပွားရေးပြင်ဆင်မှုရှိတယ်အားကစားမှာလည်းအားကစားပြင်ဆင်မှုဆိုတာနယ်ပယ်တိုင်းမှာကျွန်တော်တို့ရှိပါတယ်ဒါကြောင့်ဒီနေ့ဆက်ဆက်မောစီးပွားရေးဖွင့်လှစ်ထားတာ10နှစ်ရှိပါပြီအဲ့ဒီ10နှစ်အတွင်းမှာမှအခုနော်နှစ်20နှစ်30ဖွင့်လှစ်ထားတဲ့ကုမ္ပဏီနဲ့ဒန်းတူရက်တည်နိုင်တဲ့အောင်မြင်မှုတွေအခုချိန်မှာစင်စမပြတ်ရရှိနေတယ်ဆိုတာလည်းဒီကသက်တွေကြောဖြစ်တဲ့ထုတ်ကုန်ပစ္စည်းရဲ့အားသာချက်ကြောင့်ပဲဖြစ်တယ်ခင်ဗျဒါဆိုရင်ဆက်ဆက်မောကုမ္ပဏီရဲ့အားသာချက် view ဟာတွေက3ချက်ရှိပါတယ်ဆက်ဆက်မောကုမ္ပဏီရဲ့ထုတ်ကုန်တွေကိုကျွန်တော်တို့ထုတ်လုပ်ထားတဲ့သူပြီးရင်ဒီထုတ်ကုန်ပစ္စည်းတွေရဲ့ quality အည်သွေးပိုင်းဆိုင်ရာကိုအမြဲတမ်းထိန်းသိမ်းသူကတော့ဒေါက်တာစတီခရစ်ရှောင်းနံပဲဖြစ်ပါတယ်ခင်ဗျနော်ဒေါက်တာစတီခရစ်ရှောင်းနံဟာဆိုရင်ဒီနေ့ဆက်ဆက်မောကုမ္ပဏီရဲ့ပစ္စည်းတွေကို view ဟာ3 view ဟာနဲ့ကျွန်တော်တို့တိစောက်ပေးထားတာပဲဖြစ်ပါတယ်နံပါတ်1 view ဟာတော့ကျွန်တော်တို့ပစ္စည်းမျိုးစားစုံလင်စွာရှိခြင်းပဲဖြစ်ပါတယ်ခင်ဗျမိတ်ဆွေတို့ဒီနေ့ဆက်ဆက်မောစီးပွားမှာဝင်ရောက်ပြီးတော့လောက်ကင်ပြီဆိုတာနဲ့ဆက်ဆက်မောစီးပွားမှာကျွန်တော်တို့ပစ္စည်းမျိုးစားတွေစုံလင်စွာရှိပါတယ်အရန်ကောင်းတဲ့ချက်ကကျွန်တော်တို့သုံးနေတဲ့ပစ္စည်းတွေမှန်သမျှဆက်ဆက်မောကုမ္ပဏီမှာထုတ်လုပ်ပေးထားတာဖြစ်လို့မိတ်ဆွေတို့ဆက်ဆက်မောကုမ္ပဏီမှာဝင်ရောက်ပြီးတော့လောက်ကင်လိုက်ပြီဆိုတာနဲ့မိတ်ဆွေတို့ရဲ့ပုံမှန်ထွက်နေတဲ့တခြားနေရာမှာထွက်ငွေတွေတခြားနေရာမှာထွက်เสียရမလို့တော့ဘူးဆက်ဆက်မောကုမ္ပဏီမှာပဲကျွန်တော်တို့တွေနေရာပြောင်းဝယ်တောင်းရင်းနဲ့ကိုယ့်အတွက်စီးပွားရေးဝင်ငွေပြန်လဲပြီးတော့ရရှိနိုင်တာဖြစ်ပါတယ်မကောင်းလားခင်ဗျဒါကြောင့်အားလုံးအနေနဲ့ဒီနေ့ဆက်ဆက်မောကုမ္ပဏီမှာမိတ်ဆွေတို့ဝင်ရောက်ပြီးတော့လောက်ကင်လိုက်ပြီဆိုတာနဲ့ပစ္စည်းမျိုးစားစုံလင်စွာရှိပါတယ်နော်ပစ္စည်းမျိုးစားဘယ်လောက်ထိစုံလင်ဆိုတာနောက်ပိုင်းမှာသိရမှာဖြစ်ပါတယ်ဒါဆိုရင်နောက်တစ်ခုကတော့စမ်းသစ်တည်ထွင်မှုရှိခြင်းပဲပစ္စည်းတွေဟာကျွန်တော်တို့ဒီနေ့ဒီချိန်မှာဆိုရင်လူတိုင်းဒီဘာတွေကိုကျွန်တော်တို့သဘောကျလာလဲဆိုတော့ကျွန်တော်တို့တွေကလှပရေးဆိုင်ရာကိုလူတိုင်းကပို့ပြီးတော့သဘောကျလာကြတယ်ဟုတ်လားခင်ဗျလူတိုင်းကလှပရေးဆိုင်ရာကြီးလိုက်တာနဲ့ကိုယ့်ကိုလည်းသူများကြီးလိုက်တာနဲ့လှနေတာတွေ့ကျင်လို့ကိုကလည်းသူများကိုကြီးလိုက်တာနဲ့လှနေတာမြင်ကျင်တယ်ဟုတ်လားခင်ဗျဒီအချက်ကိုကုမ္ပဏီကအရန်ကိုမှအိုင်ဒီယာကောင်းတဲ့ကုမ္ပဏီပိုင်ရှင်ကဒါကြောင့်ဆက်ဆက်မောကုမ္ပဏီမှာထုတ်လုပ်ထားတဲ့ပစ္စည်းတိုင်းဆိုရင်ကျွန်တော်တို့သုံးသွားလို့ကုန်သွားတော့မှကျွန်တော်တို့စွတ်ပစ်ခြင်းစိတ်မရှိဘူးအိမ်မှာတင်ထားခြင်းတယ်ဟုတ်လားခင်ဗျဟုတ်တယ်ဒါကြောင့်ကျွန်တော် SOD ဘူးတို့ကျွန်တော်တို့ cafe တို့ကျွန်တော်တို့မိုး collagen တို့ဒီနေ့ကျွန်တော်တို့သုံးနေတဲ့ပစ္စည်းတွေပေါ့နော် Phyto Wheat တို့စသည်အပြင်ကျွန်တော်တို့ကုန်သွားတော့မှအဲ့ဒီဘူးခွန်တွေမှာပြစ်လွတ်ခြင်းဘူးအဲ့ဒီလောက်ထိကျွန်တော်တို့စမ်းသစ်တည်ထွင်မှုပြီးရင်ပစ္စည်းတွေကိုလည်းကျွန်တော်တို့နီးပညာအသစ်ဆန်းနေနဲ့ကျွန်တော်တို့ပေါင်းဆက်ပြီးတော့ဖော်ထုတ်ထားတာပဲဖြစ်ပါတယ်ခင်ဗျဒါကြောင့်ဆက်ဆက်မောကုမ္ပဏီရဲ့ဒါဒုတိယအားသာချက်ပဲဖြစ်ပါတယ်ကျွန်တော်တာတိယအားသာချက်ကတော့ကျွန်တော်တို့တန်ရာတန်ချင်းရှိခြင်းပဲဒါအရန်အရေးကြီးပါတယ်အရန်အရေးကြီးပါတယ်ဘာဖြစ်လို့လဲဆိုတော့မိတ်ဆွေတို့အားလုံးနေနဲ့ဒီနေ့ပစ္စည်းတစ်ခုကိုကျွန်တော်တို့သုံးဆွဲမယ်ကျွန်တော်မှဆိုရင်အဲ့ဒီပိုင်းဆိုင်ရာကျွန်တော်အတွေ့အကြုံရှိတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်အရင်တော့ကျွန်တော်ရဲ့မျက်နှာအသားကြီးအရန်ပြက်စီးတယ်ဝက်ချန်တွေအရန်ထွက်တယ်ဒါကြောင့်ဘယ်လိုမျိုးဖြစ်လဲဆိုတော့ကြော်ညာလို့မရဘူး online ပေါ်မှာဒီနေ့ကျွန်တော် TV ကြော်ညာမှာမျက်နှာသေးစေးကြော်ညာပြီဆိုတာနဲ့မသိဘူးချောကျင်တယ်လှကျင်တယ်ကောင်းကျင်တယ်ဟုတ်တယ်မလားဒါကြောင့်သွားပြီးတော့ဝယ်တယ်တစ်ခါလေကြာရင်ကျွန်တော်တို့တစ်ခါပဲသုံးရတယ်290ပေးရတယ်တစ်ခါပဲသုံးရတယ်ထပ်မှန်ပြီးတော့မသုံးကျင်တော့ပူတယ်မျက်နှာမှာအရန်ဆက်တယ်မသိဘူး तू မကောင်းတော့ကိုပဲတောင်းရတာမကောင်းလို့မသိဘူးဒါဆိုရင်ထပ်ပြီးတော့မတောင်းကျင်တော့ဘူးဒါဆိုရင်တစ်ခါပဲတောင်းရတယ်290တန်လားခင်ဗျဒီလိုပဲဒီနေ့ main ကလေးဆိုလည်းတီးလိုက်မယ်များသောအားဖြင့်ဒီနေ့ make up တို့နှကန်းနီတို့ဝယ်ချတဲ့အချိန်မှာဆိုရင်တချို့နှကန်းနေဆိုရင်အထီးလို့တော့မရအောင်ပြတ်သွားတာမရှိဘူးလားတချို့ make up ဆိုထီးလို့မရအောင်ပြတ်သွားမရှိဘူးလားဒါဆိုရင်ထပ်ပြီးတော့တောင်းကျင်သေးလားမတောင်းကျင်တော့ဘူးဒါဆိုရင်ကျွန်တော်တို့တွေ200နဲ့ဝယ်ထားလဲတစ်ခါပဲသုံးတယ်ဆက်ဆက်မောကုမ္ပဏီမှာကျတော့ကျွန်တော်တို့100ကျော်ဘက်ဝန်းကျင်လေးရှိတဲ့ပစ္စည်းတိုင်းအစအကုန်လုံးပေးရတဲ့ငွေနဲ့ကျွန်တော်တို့ရလက်တန်တယ်ခင်ဗျဒါကြောင့်ဒီနေ့ဒီသုံးအုပ်စုဟာဆိုရင်ဆက်ဆက်မောကုမ္ပဏီမှာဒီကချမှတ်ထားတဲ့ view ဟာ3 view ဟာပဲဖြစ်ပါတယ်ခင်ဗျဒါကြောင့်ဆက်ဆက်မောကုမ္ပဏီရဲ့ view ဟာ3 view ဟာရဲ့အောက်မှာဆိုရင်ပစ္စည်းမျိုးစားပေါင်းကျွန်တော်တို့6အုပ်စုစုတိတို့မှာရှိပါတယ်နော်ဒါကြောင့်အားလုံးအနေနဲ့ဒီနေ့ဒီထက်မှာကျတော့ကျွန်တော်တို့6အုပ်စုလို့ပြောထားမှာဒါကတော့ကျွန်တော်တို့ COVID-19 ကာလတုန်းကအရေးပေါ်လာတဲ့အုပ်စုဖြစ်တဲ့ multi-potential လို့ခေါ်တယ်ခင်ဗျဒါဆက်ဆက်မောကုမ္ပဏီရဲ့အားသာချက်တစ်ခုပဲဘယ်ချိန်မှာပါပြည့်လဲ COVID-19 ကာလတုန်းကဆိုရင်ကျွန်တော်တို့ဆန်အားစားထုတ်ပေးတယ်ခင်ဗျအကုန်လုံးကျွန်တော်တို့အပြင်မှာဝယ်သုံးရမယ့်အရာတွေဒါကြောင့်ကျွန်တော်က6အုပ်စုလို့ပြောခြင်းဖြစ်ပါတယ်ဒါကြောင့်ဒီနေ့ဆက်ဆက်မောကုမ္ပဏီမှာထုတ်လုပ်ထားတဲ့ပစ္စည်းတိုင်းမှာဆိုရင်ကျွန်တော်တို့ဆရာဝန်ကိုယ်တိုင်ကနေပြီးတော့ကျွန်တော်တို့ထုတ်လုပ်တဲ့ပစ္စည်းရဲ့ quality ကိုဆရာဝန်ကိုယ်တိုင်ကထိန်းသိမ်းတယ်ပြီးရင်ဆက်ဆက်မောကုမ္ပဏီကထုတ်လုပ်ထားတဲ့ကျွန်တော်တို့ပစ္စည်းတိုင်းဟာဆိုရင်လည်းလူမျိုးဘာသာမျိုးသုံးစွဲလို့ရတယ်ခင်ဗျပြီးရင်အရန်ကောင်းတဲ့တစ်ခုကတော့ဆက်ဆက်မောကုမ္ပဏီမှာထုတ်လုပ်ထားတဲ့ပစ္စည်းတွေထဲမှာထည့်ထားတဲ့အရာတွေဒီ chemical တဲ့လုံးဝမပါဘူးတပွားအရန်ကိုမှရှားပါတဲ့တိဥတိဖို့တွေနဲ့ပဲဖော်ဆက်ထားတာဖြစ်တယ်ခင်ဗျဒါဆိုရင်မိတ်ဆွေတို့အားလုံးနဲ့ကျွန်တော်မေးကြည့်မယ်ဒီနေ့ကိုသုံးနေတဲ့အရင်တော့မှကျွန်တော်
တုံးခဲကြတဲ့သွားတိုက်ဆေးတွေမျက်နှာသက်ဆေးတွေဘယ်သူထောက်လို့တယ်သိလားခင်ဗျအဲ့ဒီပစ္စည်းရဲ့ quality ဘိုင်းဆိုင်အောင်ဘယ်သူကထိုင်တိုင်းလဲသိလားခင်ဗျဒါဆိုရင်မိတ်ဆွေတို့ဒီနေ့မိတ်ဆွေတို့ရဲ့အလှပရေးဆိုင်ရာရောမိတ်ဆွေတို့အတွက်ဒီနေ့သုံးဆွဲနေကျမ်းမာရေးဆိုင်ရာပစ္စည်းတွေအကုန်လုံးကိုဆရာဝန်ကိုယ်တိုင်ကထုံးဟိုကျွန်တော်တို့ထိုင်တိုင်းဆောက်ရှောက်ရဲဆိုရင်မိတ်ဆွေတို့အပါဝင်မိတ်ဆွေတို့ရဲ့ပတ်ဝန်းကျင်ရောမိတ်ဆွေတို့ရဲ့မိဘတွေကိုရောဆက်ဆက်မောကုမ္ပဏီကထောက်လို့တဲ့ပစ္စည်းတွေရဲရဲပေးတောင်းလို့ရဲလားခင်ဗျအဲ့ဒါပဲခင်ဗျကျွန်တော်တို့ဆက်ဆက်မောကုမ္ပဏီမှာဒီကပစ္စည်းတွေရဲ့အည်တွေးပိုင်းဆိုင်ရာ quality ဘိုင်းဆိုင်ရာယုံကြည်စိတ်ချလို့ရတယ်ဟုတ်လားခင်ဗျဒါဆိုရင်မိတ်ဆွေတို့အားလုံးအနေနဲ့ဒီနေ့ဆရာဝန်ကိုယ်တိုင်လည်းထုတ်ထားတယ်ပစ္စည်းတွေလည်းအမျိုးအစားဆောင်လင်တာရှိတယ်ဒီပစ္စည်းတွေအားလုံးဟာ6အောက်စုတိတိရှိတယ်ဆိုတော့နံပါတ်1အောက်စုကတော့ကျွန်တော်တို့အရန်ပေါ်မှာရေးကြည့်တယ်အခုနောက်ပိုင်းမှာလူတိုင်းနေနဲ့ကျွန်တော်တို့ဂယုစိတ်လာတယ်ခင်ဗျဘာဖြစ်လို့လဲဆိုတော့ COVID-19 မဖြစ်ခင်တော့ဆိုရင်လူတိုင်းဟာ mask တွေမတက်ကြအောင်ဟုတ်လားခင်ဗျ mask တွေကျွန်တော်တို့မတက်ကြဘာဖြစ်လဲ COVID-19 မဖြစ်ခင်တော့ကျွန်တော်တို့ဖုံမုတ်တွေမဝင်လို့လားမဟုတ်ပါဘူးလေထိုးတွေမညဉ့်ညမ်းလို့လားမဟုတ်ပါဘူးဒီကတော့ကျမ်းမာရေးပိုင်းဆိုင်ရာအရေးကြီးတယ်ဆိုတာကိုနံပါတ်1ဖြစ်ကျွန်တော်တို့မတွေးတက်ကြလို့ပါဒါမဲ့ COVID-19 ဖြစ်လာတဲ့မှာဘာဖြစ်လဲဟေးငါတို့မတက်လို့မရဘူးကျမ်းမာရေးခရီးမဆိုင်လို့မရဘူးဟုတ်လားခင်ဗျဒါကြောင့်အားလုံးအနေနဲ့ဒီတတိထားမိပါလိမ့်မယ်ကျွန်တော် social media ပေါ်တွေမှာရောအကုန်လုံးအခုကမ္ဘာပေါ်မှာဖြစ်စွာအာဟာရဓာတ်စာပိုင်းကိုလူတိုင်းအနေနဲ့ဒီကအာယုံစိတ်လာကြတယ်ဘာဖြစ်လို့လဲလူတိုင်းဟာကျမ်းမာရေးကိုဂရုစိုက်ကြတယ်ဘာဖြစ်လို့ကျမ်းမာရေးဂရုစိုက်လဲခင်ဗျလူတိုင်းဟာသေမှာကြောက်တယ်လीနော်ဟုတ်တယ်မလားတခါပဲသေမယ်ဆိုရင်မကြောက်ဘူးလားကြောက်တယ်ကျွန်တော်လည်းကြောက်တာပဲဒါကြောင့်အားလုံးအနေနဲ့အဲ့ဒီလိုမျိုးကျမ်းမာရေးကိုဆောက်ရှောက်လာကြပါတယ်ဒါကြောင့်ဆက်ဆက်မောကွန်မှာဒီအောက်စုပါစေ nutrient အောက်စုလို့ခေါ်ပါတယ်ဒီကကျွန်တော်တို့ကျမ်းမာရေးဖြစ်စွာအာဟာရဓာတ်စာအောက်စုပဲဖြစ်ပါတယ်ခင်ဗျဒါကြောင့်ဆက်ဆက်မောကွန်မှာထုတ်လုပ်ထားတဲ့ပစ္စည်းတွေဒီကျွန်တော်တို့ဆေးဝါးတွေမဟုတ်ပါဘူးဆေးတွေမဟုတ်ပါဘူးเนาะဖြစ်စွာအာဟာရဓာတ်စာဆေးနဲ့ကျွန်တော်တို့ဖြစ်စွာအာဟာရဓာတ်စာနဲ့ကျွန်တော်တို့ကြွာချမှုဖြစ်ပါတယ်ရှိပါတယ်เนาะဆေးဆိုတာကကျွန်တော်တို့နာတဲ့အချိန်ကိုနေမကောင်းတဲ့ဖြစ်ချိန်မှာတုတ်တုံးတယ်ဖြစ်စွာအာဟာရဓာတ်စာဆိုတော့နေကောင်းတဲ့သူပဲဖြစ်မကောင်းတဲ့သူပဲဖြစ်မဖြစ်လာတဲ့အရာတွေကိုကျွန်တော်တို့ကြိုတင်ပြီးတော့ကာကွယ်တယ်ခင်ဗျဒါကိုကျွန်တော်တို့ဖြစ်စွာအာဟာရဓာတ်စာလို့ခေါ်ပါတယ်ကျွန်တော်တို့လူခန္ဓာကိုယ်မှာဆိုရင်မျက်လုံးရှိမယ်အုံနှုတ်ရှိမယ်ပြီးရင်ကျွန်တော်အသားရည်ရှိမယ်ပြီးရင်ကျွန်တော်တို့ဘာတွေရှိအောင်မလဲနှလုံးရှိမယ်ကြောက်ကက်ရှိမယ်အစိတ်ပိန်တွေအများကြီးပဲမဟုတ်လားမိတ်ဆွေတို့ဘယ်အစိတ်ပိန်ကအရေးကြီးဆုံးလဲခင်ဗျဟုတ်တယ်အကောင်လုံးရေးကြည့်တာပေါ့ဟုတ်တယ်မလားဒါဆိုရင်မိတ်ဆွေတို့အားလုံးနေနဲ့ဒီဖြစ်စွာအာဟာရဓာတ်စာအောက်စုထဲမှာဆိုရင်ကျွန်တော်တို့ပစ္စည်းတွေကတော့အများကြီးရှိတယ်ခင်ဗျဒါဆိုရင်ဒီထဲမှာကိုယ်မှလိုအပ်နေတဲ့အပိုင်းမျက်လုံးနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ပြဿနာဖြစ်နေတဲ့သူတွေလက်ထုံကြည့်ပါဦးဟဲ့လားအများကြီးပဲနော်ဒါဆိုရင်အားလုံးနေနဲ့ဒီနေ့နှလုံးနဲ့ပတ်သက်ပြီးတော့ရှိလားနှလုံးနဲ့ပတ်သက်ပြီးတော့လည်းရှိအယိုးစိတ်တွေနဲ့ပတ်သက်ပြီးတော့ရှိလားခင်ဗျအာယုံကြောနဲ့ပတ်သက်ပြီးတော့ရှိလားခင်ဗျဒီနေ့ဒီထဲမှာ1-6တက်တဲ့သူတွေရှိလားခင်ဗျဒီထဲမှာကိုယ့်ရဲ့အသားရည်6သွေးတဲ့သူတွေရှိလားခင်ဗျဟေးဒါဆိုပြဿနာအများကြီးပဲဒါဆိုရင်မိတ်ဆွေတို့အားလုံးနေနဲ့ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာရောမရှိဘူးလားခင်ဗျဒါဆိုရင်ကျွန်တော်တို့အားလုံးနေနဲ့အဲ့ဒီအရာတွေတိတ်ချတယ်ကျွန်တော်မျက်စိအားနဲ့မျက်စိအားစေးတွေကျွန်တော်ဝယ်တော့မှာပဲဟုတ်လားခင်ဗျတိတ်ချတယ်မိတ်ဆွေတို့အားလုံးနေဒီနေ့ဆက်ဆက်မောကုမ္ပဏီမှာအဲ့ဒီပစ္စည်းနေရာပြောင်းသုံးဆွဲနေစီးပွားရေးလုပ်လို့ရတယ်ခင်ဗျဒါဆိုရင်ဒီနေ့ဒီထဲမှာဆိုရင်ကျွန်တော်တို့ပစ္စည်းတွေကတော့အများကြီးရှိတယ်ကျွန်တော်တို့မိန်းကလေးတွေနဲ့အယိုးနဲ့ပတ်သက်ရင်ကျွန်တော်တို့ဒီယာရှိတယ်ပြီးရင်ကျွန်တော်တို့မျက်လုံးနဲ့ပတ်သက်ရင်ကျွန်တော်တို့တာဂက်ရှိတယ်ပြီးတော့ချိန်ကျရင်ကျွန်တော်တို့တကယ်လို့မိတ်ဆွေတို့အားလုံးနေနဲ့ဒီနေ့ယောက်ျားလေးတွေတကယ်လို့ကိုကအလုံးအရန်ပင်ပန်းတယ်ယောက်ျားလေးတွေဒီနေ့ကျွန်တော်တို့လောက်ပင်ပန်းပြီးတော့အဲ့လိုက်တာနဲ့အားအင်းတွေချိနဲ့တော့ခံစားရကျွန်တော်တို့တွေစကွဲရှိတယ်ခင်ဗျဒီနေ့မိန်းကလေးတွေဟေးမကြိုက်ဘူးကိုသူများကိုကြည့်ပြီးတော့အားမရဘူးရှိလားခင်ဗျရှိလားကျွန်တော်မပြောဘူးနော်โอเคဒါဆိုမိတ်ဆွေတို့လုံးဝမပူနဲ့တော့မိတ်ဆွေတို့တွေဒီနေ့ဆက်ဆက်မောကောမှာ Click Plus ရှိတယ်ခင်ဗျဒီနေ့မိတ်ဆွေတို့လိုအပ်နေတဲ့ site ပိုင်းတွေကိုအဓိကကျွန်တော်တို့ကူညီပေးနိုင်ပါတယ်နော်တခြားသူကူညီမှာမဟုတ်နော် Click Plus ကျွန်တော်တို့ကူညီပေးနိုင်ပါတယ်နော်ဒါဆိုရင်ဒီထဲမှာရှိလားခင်ဗျမိတ်ဆွေတို့တဲ့အိမ်နဲ့ပတ်သက်ပြီးတော့ပြဿနာရှိတဲ့သူတွေပတ်ဝန်းကျင်မှာရှိလားခင်ဗျကျွန်တော်တို့ Click Plus ကိုတောက်ပါခင်ဗျနော်ဘာဖြစ်လို့လဲကိုယ်တို့တောက်ဘူးလားမဟုတ်ပါဘူးကိုစိုးအဖွဲ့အစည်းထဲမှာတောက်ပြီးတော့ရလက်တွေအများကြီးရနေတာကိုတွေ့လို့အခုလိုမျိုးပြောပြပေးခြင်းဖြစ်ပါတယ်ခင်ဗျာနော်โอเคဒါဆိုမိတ်ဆွေတို့တွေနဲ့ဒီနေ့အုံနှုံနဲ့ပတ်သက်တယ်မိတ်ဆွေတို့အားလုံးနေနဲ့ဒီနေ့ pro ရှိပါတယ်ဒီထဲမှာကฟ่ဲဆိုရင်အရန်ဟိုမှာတဲဆွဲတဲ့သူရှိလားခင်ဗျာဟုတ်ကျွန်တော်လည်းရှိပါတယ်နော်ကျွန်တော်တို့ကฟ่ဲလည်းရှိပါတယ်ခင်ဗျာ Nutri နဲ့ကฟ่ဲဖြစ်ပါတယ်ဒါဆိုရင်ဒီထဲမှာလက်ချစ်ကန်လုပ်နေတဲ့သူတွေရှိလားခင်ဗျာဒီနေ့ကြွက်သားတွေရှိဖို့တဲ့ရှိလားရှိတယ်နော်ဒါဆိုမိတ်ဆွေတို့အားလုံးနေနဲ့အပြင်မှာဒီနေ့ all pro တွေ protein တွေတောင်းဝဲစရာမလိုပါဘူး high pro ရှိပါတယ်ကျွန်တော်တို့high pro မျိုးပေါင်းကျွန်တော်တို့၄မျိုးတိတိတော့မှကျွန်တော်တို့ရှိပါတယ်ခင်ဗျာနော်ဒီထဲမှာအများသောအားဖြင့်စီးကြုံနဲ့ပတ်သက်ပြီးတော့ပြဿနာတွေရှိလားခင်ဗျာကိုယ့်ရဲ့မိဘတွေမှာရှိလားခင်ဗျာဟေးအတန်ပူကျဲလာနော်မိတ်ဆွေရဲ့မိဘတွေအတွက်ဒီနေ့ရှားဆုံးလက်ပတ်ရှိပါတယ်နော်ဒါဆိုဒီထဲမှာစာအိမ်သမားတွေရှိလားခင်ဗျာစာအိမ်ယောဂနဲ့ပတ်သက်ပြီးတော့ခံစားနေရတဲ့သူတွေ
ဒါဆိုရင်မိတ်ဆွေတို့အတွက်ဒီနေ့ရှားဆုံးလက်ပတ်အရန်ကိုမှကောင်းတယ်ခင်ဗျနော်ဒါကြောင့်ဒီထဲမှာဆိုရင်ပစ္စည်းတွေကတော့ကျွန်တော်တို့အများကြီးရှိတယ်မိတ်ဆွေတို့အသေးစိတ်သိကျင်တယ်ဆိုရင်ကျွန်တော်တို့ဒီနေ့ပြီးသွားရင်လာမေးလို့ရတယ်ကျွန်တော်ဒီနေ့ထောက်ကုန်ပစ္စည်းပြောတဲ့သူတယောက်အနေနဲ့မိတ်ဆွေတို့ဒီနေ့သိကျင်တဲ့ပစ္စည်းတွေအကြောင်းကိုဒီနေ့သင်တန်းပြီးသွားရင်ကျွန်တော်အသေးစိတ်ပြန်လဲပြီးတော့ပြောပြပေးနိုင်ပါတယ်ခင်ဗျနော်โอเคဒါကတော့ promotion ပေးတာပါနော်โอเคခုနကကျွန်တော်တို့ထောက်ကုန်ကျွန်တော်တို့ကျမ်းမာရေးသောပစ္စည်းတွေအများကြီးထဲမှာနော်ကျမ်းမာရေးသောပစ္စည်းတွေအများကြီးထဲမှာကျွန်တော်အရန်ကိုမှပြောပြပေးခြင်းနဲ့ပစ္စည်းတကူဖြစ်ရှိပါတယ်အဲ့ဒါကြတော့ဆက်ဆံမောကုမ္ပဏီရဲ့အဓိကနော်ကျွန်တော်တို့အိတ်ရှိမင်းသားလို့ပြောလို့ရတာတော့ SOD ပဲဖြစ်ပါတယ် SOD ဒီနေ့တောက်တုံပူကြလာတယ်တမဆက်ဆံမောကိုသိရင်ကျွန်တော် SOD ကိုသိရမယ် SOD လို့ပြောလိုက်တာနဲ့ကျွန်တော်ဆက်ဆံမောကိုတန်းမြင်နေရမယ်ထိုင်းနိုင်ငံအတွင်းမှာကျွန်တော်တို့တွေထိုင်းနိုင်ငံမှာမဟုတ်ဘူးကျွန်တော်ဒီနေ့အာဆီယံတက်ခွင်မှာကျွန်တော်တို့တွေဆက်ဆံမောကုမ္ပဏီမှာပဲရှိတဲ့ပစ္စည်းတကူဖြစ်ပါတယ်တစ်တီသေးရွက်ပေါင်းမျိုးစားပေါင်း125မျိုးနဲ့ကျွန်တော်တို့ဖော်ဆက်ထားတဲ့ပစ္စည်းတကူဖြစ်ပါတယ်ခင်ဗျမိတ်ဆွေတို့အားလုံးအနေနဲ့ဒီနေ့ခေါင်းကိုက်တယ်အဲ့ရည်ပြက်တယ်အသားရည်တွေမကြည်လင်ဘူးမိတ်ဆွေတို့အားလုံးအတွက်ဒီနေ့ SOD ကနေတော့ဖြည့်ရှင်းပေးနိုင်တယ်ခင်ဗျနော်ဒါမဲ့ဒီနေ့ကျွန်တော်က SOD အကြောင်းကိုပြောချင်တာမဟုတ်ဘူးအဓိကကျွန်တော်ပြောချင်တာမိတ်ဆွေတို့ရဲ့အဓိကအရေးကြီးဆုံးသော site ပိုင်းတစ်ခုဖြစ်တဲ့ကျွန်တော်တို့ဦးလန်းကျောင်းနဲ့ပတ်သက်တဲ့ပြဿနာကိုဖြည့်ရှင်းပေးတဲ့ Fight the Way ကိုကျွန်တော်ပြောချင်တယ်ခင်ဗျဘာဖြစ်လို့လဲဆိုတော့မိတ်ဆွေတို့အားလုံးနဲ့ Fight the Way ကဘာဖြစ်လို့အရေးကြီးတာလဲဒီနေ့လူတယောက်ရဲ့ကျမ်းမာရေးဟာဆိုကျွန်တော်ဦးကနေစတင်တယ်ခင်ဗျကြားဘူးလားခင်ဗျဒီမှာ Next Smart တွေလည်းရှိချင်းရှိမယ်နော်โอเคဒါဆိုရင်ကျွန်တော်တို့ဦးလန်းကျောင်းကနေစတင်တာဖြစ်ပါတယ်ဒါကြောင့်မိတ်ဆွေတို့အားလုံးအနေနဲ့ကိုကခန္ဓာကိုယ်ထဲမှာဒီနေ့ဘာပဲတုံတချို့ဆိုရင်ကျွန်တော်တို့တွေးဘူးလိုက်မယ်ဟောမျက်နှာမှာဝက်ချန်တွေရှိတယ်ဒါမဲ့ဘာပဲတုံမကောင်းတဲ့သူတွေရှိလားခင်ဗျမျက်နှာအသားရည်တွေ6သွေးတယ်ရှိလားခင်ဗျကျွန်တော်မနဲ့မိုးလင်းအဲ့ရထားပြီဆိုတော့ねကိုရဲ့ပါဇက်ကိုဆိုင်နေအဘောဇော်နန်တဲ့သူတွေရှိလားခင်ဗျအလောက်ထဲမှာကျွန်တော်တို့အလောက်တဲ့ထွန်းနန်တဲ့သူတွေရှိလားခင်ဗျကျွန်တော်တို့အဲ့ဒီလူတွေဒီအဓိကကျွန်တော်တို့သိတာဘာလဲဆိုတော့ကျွန်တော်အားလုံးနေနဲ့ဘာတွေသုံးကြလဲကျွန်တော်မျက်နှာသားရည်ပြက်စီလာဆိုမျက်နှာသားရည်အတွက်ပဲကျွန်တော်တို့ရှာကြတယ်မိတ်ဆွေတို့ကျွန်တော်ဒီနေ့ပြောပြပေးချင်တာလူတယောက်မှာကျွန်တော်တို့ဥမကြီးတက်ရှင်မှုမရှိဘူးဆိုရင်မိတ်ဆွေတို့ဘာပစ္စည်းပဲသုံးလုံးဝကျွန်တော်တို့မကောင်းနိုင်ပါဘူးဒါကြောင့်မိတ်ဆွေတို့အားလုံးနေနဲ့အဓိကသိရမှာကပထမဦးဆုံးမိတ်ဆွေတို့ဘာပစ္စည်းမှမသုံးခင်ပထမဦးဆုံးဆက်ဆက်မောကုမ္ပဏီမှာသုံးရမယ့်ပစ္စည်းကကျွန်တော်တို့ Fight the Way ပဲဖြစ်ပါတယ်ခင်ဗျသူကဆိုရင်ကျွန်တော်တို့ဥရှင်းစိတ်ထောက်အစီကျစေပဲဖြစ်ပါတယ်မိတ်ဆွေတို့ခန္ဓာကိုယ်ထဲမှာဒီနေ့ဘယ်နေ့ရှိပြီလဲခင်ဗျဒီနေ့ကိုယ့်ရဲ့ဥကိုတက်ရှင်မလို့တာမိတ်ဆွေတို့ငငယ်တော့မိတ်ဆွေတို့နေမကောင်းတဲ့ဖြစ်ရင်ကိုယ့်ရဲ့ခလေးငငယ်လေးနေမကောင်းကိုပူရင်ဘာလုပ်လဲဝမ်းနှုတ်ပေးတယ်ဟုတ်လားခင်ဗျနော်ဒါဆိုမိတ်ဆွေတို့အားလုံးနဲ့ဒီနေ့မနှောက်တာဘယ်နေ့ရှိပြီလဲအကြာကြီးရှိနေပြီဟုတ်လားခင်ဗျဒါဆိုရင်မိတ်ဆွေတို့ခန္ဓာကိုယ်ထဲမှာကြီးလိုက်ဘယ်နှစ်တောင်မှကြံနေပြီလဲဟေးလွန်ခဲ့တဲ့နှစ်20တုန်းကစားကျွင်းစားကြနေမှာဦးထဲမှာရှိနိုင်သေးတာပဲဒါကြောင့်အားလုံးအနေနဲ့ဒီနေ့ကျွန်တော်တို့ဦးကိုတက်ရှင်လုပ်ပေးဖို့လိုအပ်ပါတယ်မိတ်ဆွေတို့ဦးကမတက်ရှင်ဘူးဆိုရင်ဘာတွေဖြစ်နိုင်လဲဆိုတော့ကျွန်တော်တို့တွေးတွေမတက်တာတွေဖြစ်နိုင်တယ်လုံးဝကျွန်တော်တို့ဝမ်း6တက်တဲ့ချိန်ကျရင်နောက်ဆုံးဦးတက်ပေါက်တာတို့လက်ကောင်ဖြစ်တာတို့ကြားဘူးတယ်ဟုတ်လားခင်ဗျဒါကြောင့်မိတ်ဆွေတို့ရဲ့ဒီနေ့ဦးဟာတက်ရှင်ရေးကျွန်တော်တို့လုပ်ပေးမယ်ဆိုရင် Fight the Way တောက်ချင်အပြည့်အသားရည်တွေကြီးလင်းလာမယ်ဘာပဲတုံဥမာကျွန်တော်တို့ခန္ဓာကိုယ်ထဲကိုကျွန်တော်တောက်လိုက်တဲ့အရာဦးဟာတက်ရှင်နေမယ်ဆိုရင်မိတ်ဆွေတို့တုံးလိုက်တဲ့အရာတွေလည်းကျိုးအာနိသင်တွေအများကြီးရရှိတယ်ခင်ဗျဒီနေ့ဒီအောက်စုတွေအကုန်လုံးမှာမိတ်ဆွေတို့ဥမာကျွန်တော် SOD တောက်တယ်မိတ်ဆွေတို့ Fight the Way မတောက်ပဲနဲ့တောက်တယ်ဆိုရင်မိတ်ဆွေတို့100ရာခိုင်နှုန်းမရနိုင်ဘူးဘာဖြစ်လို့လဲမိတ်ဆွေတို့ရဲ့ဦးနေရန်တွေမှာဒီ SOD တက်ကိုကျွန်တော်စောက်ယူနိုင်တဲ့အားဟာအရန်နေသွားတယ်ဘာဖြစ်လို့လဲကျွန်တော်တို့နှစ်စင်လများစားထားတဲ့စားခြင်းစားကြံတွေကဦးနေရန်တွေမှာကျွန်တော်တို့ကတ်တွယ်နေတယ်ဒါကြောင့်မိတ်ဆွေတို့အားလုံးနေနဲ့ပစ္စည်းတွေတောင်းရင်အကျိုးအာနိသင်ရနေစေမယ်ဒါကြောင့်မိတ်ဆွေတို့လှုပ်ဆောင်ရမှာကအရင်ဆုံးကျွန်တော်တို့ Fight the Way နဲ့ကိုယ့်ရဲ့ခန္ဓာကိုယ်ထဲမှာရှိနေတဲ့စားခြင်းစားကြံတဲ့အစိတ်တုပ်တွေအကုန်လုံးဖယ်ရှားပေးရမှာဖြစ်တယ်ခင်ဗျရေးကြည့်လားခင်ဗျဒါကြောင့်အားလုံးနေနဲ့အရန်ရေးကြည့်ပါတယ်ဒါကြောင့်အားလုံးနေနဲ့လုံးဝမမေ့ပါနဲ့ကိုယ့်ရဲ့နောက်မှာနောက်ထပ်လာတဲ့သူတွေကိုလည်းဒီတိုင်းပဲလက်ဆက်ကမ်းပါဒါကြောင့်စက်မောကောင်မှာဆိုရင်ကျွန်တော်တို့ပစ္စည်းတောင်းတဲ့နေမှာကျွန်တော်တို့နီးဗျူဟာရှိပါတယ်ဖယ်ရှားဖြီးဆွဲကာခွဲမိတ်ဆွေတို့အားလုံးနေနဲ့ခန္ဓာကိုယ်ထဲမှာအရင်ဆုံးဖယ်ရှားမယ်ဖယ်ရှားပြီးရင်ကျွန်တော်တို့အားလုံးမယ်နောက်ထပ်ကျွန်တော်တို့ဖြီးဆွဲမယ်ဖြီးဆွဲပြီးရင်ကျွန်တော်တို့မဖြစ်လာအောင်ကျွန်တော်တို့ကြိုတင်ပြီးတော့ကာကွယ်မကောင်းလားဗျာဒါဆိုရင်အားလုံးနေနဲ့ဒီနေ့ကိုယ့်ရဲ့အသက်ကဒီလောက်ပဲရှိနေတယ်ဒီလောက်ပဲရှိနေဒါပေမဲ့အသက်ကြီးလာမယ်ကိုယ့်ရဲ့ရုပ်ရဟိုမင်းမသွားဘူးဆိုမကောင်းဘူးလားလိုချင်ကြတယ်ဟုတ်လားလိုချင်နေဆိုရင်အားလုံးနဲ့ဒီနေ့ဆက်ဆက်မောကုန်မလားဖယ်ရှားဖြည့်ဆွဲကာကွယ်ဆိုတဲ့နီလန်တိုင်းမိတ်ဆွေတို့သွားမယ်ဆိုရင်မိတ်ဆွေတို့ကျမ်းမာရေးပိုင်းဆိုင်ရောလှပရေးဆိုင်ရောကျွန်တော်တို့ရေရှည်ထိုင်သိမ်းသွားနိုင်မှာဖြစ်ပါတယ်ခင်ဗျမကောင်းလားဟုတ်ကဲ့ပါဒါကြောင့်အားလုံးနေနဲ့ဒီထက်မှပစ္စည်းတွေကတော့အများကြီးရှိတယ်ပြီးရင်သိချင်တဲ့ကို့မှာအခက်အခဲပြဿနာရှိတယ်ကျွန်တော်တို့လာပြီးတော့မေးလို့ရပါတယ်နော်ပြီးရင်ကျွန်တော်မေးလို့ရပါတယ်ဒီနေ့လိုချင်နေတဲ့ပစ္စည်းတွေဘယ်ပစ္စည်းကိုသုံးလို့ကောင်းလဲဆိုတာကိုနော်ဟုတ်ကဲ့ပါကျွန်တော် provision ပေးမှာဖြစ်ပါတယ်โอเคဒါဆိုရင်နောက်တစ်အောက်စုအနေနဲ့နောက်တစ်အောက်စုဆိုကျွန်တော်တို့ဒါကတော့ပစ္စည်းသုံးနေတဲ့ပစ္စည်းတွေမဟုတ်လားဒီအရာတွေကျွန်တော်ပုံမှန်ဝယ်သုံးနေရတယ်မဟုတ်လား
သွားတိုက်စေကျွန်တော်ပြင်ရေချိုးဆက်ပြခေါင်းလျှော်ကြီးပြီးတဲ့ချိန်ကျရင်ကျွန်တော်တို့ဂျိန်းလိုက်တော့ဒီအရာတွေအကုန်လုံးကျွန်တော်တို့ဝယ်သုံးနေတာပဲဟုတ်လားမိုးလင်းပြီဆိုတာကျွန်တော်တို့ထွက်ငွေတွေပဲအားလုံးဆက်ဆက်မောကောင်မှာအကုန်လုံးရှိတယ်ခင်ဗျနေ့စဉ်သုံးနေတဲ့ပစ္စည်းတွေအကုန်လုံးအဲ့ဒီထက်မှဆိုရင်ကျွန်တော်တို့ဒီမှာသွားတိုက်စေရှိတယ်ဒီထက်မှသွားတိုက်စေဆက်ဆက်မောကောင်တွေသွားတိုက်စေကြိုက်တဲ့ရှိလားခင်ဗျနော်သိချတဲ့အားလုံးနေနဲ့ဒီနေ့သွားနဲ့ပတ်သက်တဲ့ခံတွင်းနဲ့ပတ်သက်တဲ့ပြဿနာတွေကိုကျွန်တော်တို့ဖြေရှင်းပေးနိုင်ပါတယ်သူရဲ့အားသာချက်ကတော့ကလေးရောလူကြီးရောကျွန်တော်တို့တောက်တိုက်လို့ရတယ်ခင်ဗျနော်ဒါကြောင့်ထွက်ငွေရောမသက်သာစေဘူးလားဒါကြောင့်ဒီအောက်စုမှာတော့ကျွန်တော်ဘယ်အရာကောင်းတယ်လို့ကျွန်တော်မပြောနိုင်တော့ဘာဖြစ်လို့လဲတင်ပြပေးစေရမလို့သွားတိုက်တာဘယ်လိုတိုက်ပါဆိုတင်ပြပေးစေရလို့လားခင်ဗျကျွန်တော်ဒီကသိခိုင်းစေချင်တာပါလဲဆိုတော့ဟေးဆက်ဆက်မောကောင်မှာငါတို့အိမ်မှာသုံးနေတဲ့ထွက်ငွေတွေအကောင်လုံးဒီနေ့သုံးဆွဲလို့ရတယ်ဆိုတာပဲကျွန်တော်ဒီကသိခိုင်းစေချင်ဖြစ်ပါတယ်နော်ဒါဆိုရင်ဒီနေရာမှာကျွန်တော် sharing မလုပ်တော့ဘူးเนาะအကျယ်ကြီး okay ဒါဆိုရင်နောက်တက်အောက်စုခင်ဗျနောက်တက်အောက်စုတော့ဒီနေ့လှပရေးဆိုင်ရာပဲဖြစ်ပါတယ်ဒီထဲမှာမလားချင်တဲ့သူတွေရှိလားခင်ဗျမလားချင်တဲ့သူလက်ထောက်ကြည့်ပါဦးမလားချင်ဘူးပေါ့ဟုတ်လား okay မလားချင်ဘူးဆိုပြူကြီးဖြစ်မယ်เนาะစားတာပါเนาะ okay ဒါဆိုရင်အားလုံးနေနဲ့ဒီနေ့လှပရေးဆိုင်ရာကျွန်တော်တို့ရေချိုးခန်းတွေထွက်လာပြီဆိုတော့ဘာလုပ်လဲမျက်နှာမှာမှန်ကောင်ရှင်းသွားပြီးတော့မှန်ကောင်ရှင်းမှာဆိုပြည့်နေတာပဲဟုတ်လားခင်ဗျမသိတဲ့ကြနေတာပဲဟုတ်တယ်နော်ဘာတွေကိုကောက်ွယ်ဖို့လဲကိုယ့်ရဲ့မျက်နှာသားရည်ကိုကောက်ွယ်ဖို့ဟုတ်လားခင်ဗျမိတ်ဆွေအားလုံးနေနဲ့မပူနဲ့တော့ဒီနေ့ကျွန်တော်တို့ဆက်စမောကုမ္ပဏီပိုင်ရှင်ဒေါက်တာစထရီယာဆိုရင်လှပရေးဆိုင်ရာစေကန်းရှစ်လုံးတီတီပိုင်ဆိုင်ထားတဲ့သူတယောက်ဖြစ်တယ်လှပရေးဆိုင်ရာမှာအရန်မှာကျွမ်းကျင်တဲ့သူတယောက်ဖြစ်တယ်ဒါကြောင့်မိတ်ဆွေတို့ရဲ့အရန်ပေါ်မှာတန်ဖိုးထားတဲ့မျက်နှာပေါ်မှာသုံးရမယ့်ပစ္စည်းတွေဟာဆိုရင်ဆရာဝန်ကိုယ်တိုင်ထုတ်လုပ်ထားတဲ့ပစ္စည်းဖြစ်တယ်ဆိုမိတ်ဆွေတို့မကောင်းဘူးလားဒါကြောင့်မိတ်ဆွေတို့အားလုံးနေနဲ့ဒီနေ့လှပရေးဆိုင်ရာပစ္စည်းတွေကိုယုံကြည်သုံးပြီးတော့ကျွန်တော်တို့စီးပွားရေးလည်းလုပ်လို့ရတယ်ခင်ဗျနော်အသေးစိတ်တော့မချက်တော့ဘူးအောက်မှာရုံနေတယ်ဆိုတော့နော်โอเคဒါဆိုရင်နောက်တဲ့အောက်စုကိုကျွန်တော်သွားမယ်ခင်ဗျကျွန်တော်တို့တွေကတော့နီလီယောင်အောက်စုဖြစ်ပါတယ်နီလီယောင်အောက်စုဆိုတာတော့ဒီနေ့အိရှင်မအိရှင်ထီးတွေအိရှင်ထီးဆိုတာကြားဘူးလားခင်ဗျဒီနေ့အိမ်မှာထမင်းချက်နေရတယ်တို့တွေကြည့်လဲလက်လေးထောင်ကြည့်ပါဦးโอเคနော်ကျွန်တော်တို့အဲ့လိုမျိုးထမင်းဟင်းချက်တော်တဲ့သူတွေဆိုရင်အိမ်ကမိန်းမတွေချစ်တယ်ဟုတ်လားခင်ဗျโอเคဒါဆိုရင်ဒီနေ့အားလုံးနေနဲ့ကျွန်တော်တို့ဒီအောက်စုကကြတော့ကျွန်တော်တို့နီလီဟောင်းနော်အိမ်သုံးပစ္စည်းအောက်စုဖြစ်ပါတယ်ဒီထဲမှာဆိုရင်ကျွန်တော်တို့အခုလက်ရှိမှာဆိုရင်ပစ္စည်းသစ်တွေလည်းထွက်ထားတာအများကြီးရှိပါတယ်ပစ္စည်းသစ်တွေဆိုရင်ကျွန်တော်တို့ဝိတ်ရှော့ဆက်ပြမုံရှိတယ်ပြီးရင်ကျွန်တော်တို့နေနောက်ထပ်ဆိုရင်ဝိတ်ရှော့ဆက်ပြကြီးအမွေးစီအသစ်တွေလည်းကျွန်တော်တို့ထုတ်လုပ်ပေးထားပါတယ်ခင်ဗျနော်ဒါကြောင့်ဒီနေ့ဒီအောက်စုကဆိုရင်ကျွန်တော်တို့လူတိုင်းမต้องနေရဘူးလားကိုယ့်ရဲ့အိမ်မှာလိုအပ်နေတဲ့ပစ္စည်းတွေပဲမဟုတ်လားခင်ဗျဒါဆိုရင်ဒီနေ့ဒီပစ္စည်းတွေအားလုံးကိုဒီနေ့ကိုယ်တိုင်သုံးဆွဲအဲ့ဒီထဲမှာဆိုရင်ကျွန်တော်စတင်ပြီးတော့ကျွန်တော်လေ့လာတော့ပစ္စည်းတစ်ခုရှိတယ်ကျွန်တော်ဒီမှာဝတ်ရှော့ဆက်ပြကြီးဝတ်ရှော့ဆက်ပြကြီးကသူတို့ပြောတယ်ဘယ်လိုမျိုးပြောလဲဆိုတော့ကျွန်တော်လူတစ်တယောက်နဲ့နားထောင်တာဝတ်ရှော့ဆက်ပြကြီးဟာတဲ့သူကဘယ်လိုမျိုးကောင်းလဲဆိုတော့3ရက်လောက်စိန်ထားရင်ဘာမှမဖြစ်ဘူးတဲ့နော်ပို့ပြီးတော့3ရက်လောက်စိန်ထားရင်ဒါပေမဲ့4ရက်5ရက်တော့မစိန်နဲ့ပေါ့နော်3ရက်လောက်ပြီးတော့သူရဲ့အားသာချက်ကဘာလဲဆိုတော့တကယ်လို့ကျွန်တော်တို့တွေဝတ်လှမ်းမှာပေါ့နော်ဝတ်သွားပြီးတော့လျှော်ပြီးတော့လှမ်းထားရင်တကယ်လို့ကျွန်တော်တို့တွေကအိုးကကျွန်တော်တို့မိုးရွာတယ်ပေါ့မိုးရွာလို့ကျွန်တော်တို့အခန်းထဲကိုကျွန်တော်တို့ထည့်လာမယ်ပေါ့နော်ကိုယ့်ရဲ့အခန်းထဲထည့်လာမယ်ဆိုရင်ဘာနက်တွေထွက်လဲတကယ်လို့မချဘူးဆိုရင်ရိုးရိုးဆက်ပြမောက်ဆိုရင်ကျွန်တော်အနက်ထွက်တာဟုတ်လားခင်ဗျဒါပေမဲ့ဆက်ဆက်မောကုမ္ပဏီကထုတ်လုပ်ထားတဲ့ဆက်ပြမောကအနက်မထွက်ဘူးတဲ့ကျွန်တော်ရဲ့အကြိုက်ပဲဟုတ်လားခင်ဗျဒီထဲမှာကျွန်တော်မေးကြည့်အောင်မယ်ကျွန်တော်တို့နေ့စားလုံးနဲ့တွဲပြီးလုပ်နေတော့ညဘက်ဝတ်စိန်ထားတဲ့အချိန်မှာမိုးလင်းကြားမရှော်မယ်ဆိုပြီးတော့မိုးလင်းတော့အဲ့ရထားနောက်ကြလို့ရီမချိုးပဲလှုပ်တဲ့သွားတဲ့သူရှိလားခင်ဗျရှိလားခင်ဗျဒါဆိုရင်အဲ့ဒီကကျွန်တော်တို့နောက်တစ်နေ့မှရှော်ရတယ်မဟုတ်လားခင်ဗျဟေးဒါကြောင့်ကျွန်တော်ဒီဆက်ပြမုံကို तू ပြောတော့ကိုလည်းစမ်းကြည့်တယ်လေနော်တကယ်ပဲကောင်းတယ်ခင်ဗျလက်ကောက်တန်လေးနဲ့ဟုတ်ကဲ့ပါโอเคနောက်တက်ဆိုရင်ကျွန်တော်တို့ပကံစီးတွေရှိတယ်ပြီးရင်အမွေးစီတွေရှိတယ်အခုဆိုရင်ဆက်ပြမုံတွေအများကြီးကျွန်တော်တို့ထုတ်လုပ်ပေးထားပါတယ်အောက်မှာအစင်သစ်စင်ကြည့်လို့ရပါတယ်နော်ဒါဆိုရင်အားလုံးနဲ့ဒီနေ့ခန်းထဲနေဆင်းပြီဆိုတာဘယ်ကိုသွားမလဲပစ္စည်းနေရာကိုသွားမယ်ဟုတ်လားအသေးစိတ်သွားကြည့်မယ်ဟေ့ဘယ်လိုပုံစံရှိလဲဒီဟာဘယ်လိုရှိလဲအားလုံးနေနဲ့ဒါဆိုရင်ကိုတိုင်လည်းဒီနေ့မျက်စိရှိမှမြင်ပြီးတော့ထိတိကင်တယ်ကြရရှိမှာဖြစ်ပါတယ်နော်โอเคဒါဆိုရင်ကျွန်တော်နောက်တက်အုပ်စုသွားမယ်ခင်ဗျနောက်တက်အုပ်စုကကြတော့ဒီမှာကျွန်တော်တို့နေနဲ့ transform the base နဲ့ပြင်ရပါစေဒါကတော့ကျွန်တော်တို့အပေါင်ဟောင်းဖြစ်ပါတယ်နော်ဒီကဒါကတော့အပေါင်ဟောင်းဖြစ်ပါအခုဆိုရင်ကျွန်တော်တို့မြေပြင်ဆေးတွေလည်းရှိတယ်ပြီးရင် MPK လို့ခေါ်တဲ့ကျွန်တော်တို့အပင်တွေမှာလိုအပ်တဲ့ပစ္စည်းတွေအကုန်လုံးဆက်စမောကုမ္ပဏီထုတ်လုပ်ပေးထားတယ်ခင်ဗျဆက်စမောကုမ္ပဏီမှာထုတ်လုပ်ပေးထားတဲ့ဒီနေ့ဒီ transform the base ပြင်ရပါစေဆိုရင်မြန်မာနိုင်ငံမှာဒီကရောင်အားကောင်းဆုံးပစ္စည်းဖြစ်ပါတယ်မြန်မာနိုင်ငံမှာပဲမဟုတ်ဘဲနဲ့ဆက်ဆက်မောကုမ္ပဏီရဲ့39ရာခိုင်နှုန်းဆက်ဆက်မောကုမ္ပဏီရဲ့အယောင်အားအကောင်းဆုံးပစ္စည်းလည်းဖြစ်ပါတယ်ခင်ဗျလက်ကုပ်တန်လေးနဲ့ချင်းမြပါအောင်ဒီနေ့ကိုရဲ့ရွာမှာစိတ်ပြိုရည်လုပ်တဲ့သူတွေရှိလားခင်ဗျကိုရဲ့ရွာမှာစိတ်ပြိုရည်လုပ်နေတဲ့စိတ်ပြိုရည်မလုပ်တဲ့ရွာဆိုတာရှိလားမရှိဘူးဒါဆိုမိတ်ဆွေတို့အားလုံးနေဒီနေ့တုံးသူလက်သမားတွေဒီအများတန်းဒီနေ့စိတ်ပြိုရည်ဓာတ်ပြဩဇာမွေသုံးရဘူးလားတ
တေချာတဲ့လူတိုင်းဝယ်သုံးရတယ်ဒါဆိုရင်ကျွန်တော်မေးကြည့်မယ်တုံသူလက်သမားတွေနဲ့ဒီနေ့ပုံမှန်သုံးနေတဲ့ပစ္စည်းပဲအဲ့ဒီပုံမှန်သုံးနေတဲ့ပစ္စည်းကိုကျွန်တော်နေရာပြောင်းဝယ်သုံးမယ်ဈေးလည်းတက်တာမယ်ကုန်ကြမ်းလည်းတက်တာမယ်အထွက်နှောင်လည်းတိုးမယ်မကြိုက်ကြဘူးလားသူတို့တွေကိုစုံရောမကြိုက်ဘူးလားကုန်ကြမ်းလည်းတက်တာမယ်ကျွန်တော်တွေအထွက်နှောင်လည်းတိုးအောင်မယ်နော်ဒါဆိုရင်ဒီနေ့ကျွန်တော်ပြပြပေးချင်တာကဒီနေ့ဒါဟာကိုယ့်အတွက်ဈေးကွက်ပဲဖြစ်ပါတယ်ဘာဖြစ်လို့လဲကျွန်တော်တို့မြန်မာနိုင်ငံမှာနေကြတဲ့သူတွေကိုယ့်ရဲ့ရွာမှာလည်းတုံသူလက်သမားတွေရှိတယ်သူတို့ကိုလက်ဆက်ကမ်းပြီးတော့ကျွန်တော်တို့မျှဝေပေးလို့မရဘူးလားကိုယ်ရောဒီနေ့သူတို့ကိုလက်ဆက်ကမ်းပြီးတော့ပြပြပေးလို့မရလားခင်ဗျကိုယ့်ရဲ့အိမ်မှာဆိုကိုယ်လည်းသုံးလို့မရဘူးလားဒါကြောင့်မိတ်ဆွေတို့အားလုံးနေဒီနေ့ဒီ transform တီးအားပေးစေပင်အားပေးစေဟာဆိုရင်ကျွန်တော်တို့အပင်နဲ့ပတ်သက်ပြီးတော့အမြင့်ရှိတဲ့ပင်တိုင်းအပင်မှာမြင့်မရှိတဲ့ပင်ဆိုတာမြင်ဘူးလားခင်ဗျဒါဆိုအပင်တိုင်းသုံးလို့ရတာဗောဟုတ်လားဒါဆိုအားလုံးနေနဲ့အထွက်နှောင်လဲတိုးမယ်ကုန်ကြစိတ်လဲတက်တာမယ်အမြတ်မရောက်လားဒါဆိုရင်ဒါကြောင့်အားလုံးနေနဲ့ဒီနေ့ဒါကကျွန်တော်မြေကြီးကနေပြီးတော့ရွှေသီးသီးနိုင်တယ်မြေကြီးကနေရွှေသီးတယ်ဆိုတာကဘာလဲဆိုတော့မြေကြီးကနေပြီးတော့ကျွန်တော်သီးလာတဲ့တစ်သီးတွေကအမျိုးအောင်ပြီးတော့ရောင်းအားကောင်းမယ်မကောင်းလားကျွန်တော်တွေတစ်သီးတွေတော့ထွက်လာတယ်ဒါပေမဲ့မျိုးမအောင်ရင်တော့ရောင်းလို့ရလားခင်ဗျမရဘူးဒါကြောင့်အားလုံးနေနဲ့ဒီနေ့ဒီအောက်စုဟာဆိုရင်လဲကျွန်တော်မြန်မာပြည်သားတွေလုံးဝဈေးကွက်ကြီးဖြစ်ပါတယ်ဒါကြောင့်မိတ်ဆွေတို့အားလုံးနေနဲ့ဒီပစ္စည်းကိုကိုယ်တိုင်ကနေပြီးတော့လက်လီလက်ကားလဲရောင်းလို့ရတယ်လို့မျိုးကိုယ်တိုင်သုံးဆွဲပြီးတော့လဲကျွန်တော်ဘာလို့ရစီးပွားရေးလုပ်လို့ရတယ်ဒါကြောင့်အားလုံးနေနဲ့ဒီအောက်စုကိုမိတ်ဆွေတို့မလုံးဆောင်ဘူးဆိုတခြားလူတွေလုံးလိုက်မယ်ကိုယ့်ရဲ့ရွာမှာကိုမလုံးရင်တခြားသူတွေလုံးမလဲမြင်အောင်ကြည့်လိုက်ကိုယ့်ရဲ့ရွာမှာငါဘသူ့ကိုတွားပြီးတော့ဒီ transform ကြောင့်တိတ်တိတ်ချလေ့လာပြီးတော့ပြောမလဲမြင်မိလားခင်ဗျမိတ်ဆွေတို့တွေးကြည့်ပါဒါမိတ်ဆွေတို့ရဲ့ဈေးကွက်ပဲဖြစ်ပါတယ်ခင်ဗျနော်โอเคဆက်ဆက်မောကွန်ပါစဉ်ဒီနေ့ဘာဖြစ်လို့ transform ဆက်ဆက်မောကွန်မှာရှိလဲဆိုတော့ကျွန်တော်မြန်မာနိုင်ငံနဲ့ထိုင်းနိုင်ငံဟာအိမ်နီးချင်းနိုင်ငံတွေဖြစ်တယ်ထိုင်းနိုင်ငံကလည်းကျွန်တော်စိတ်ပြိုရအဓိကကျွန်တော်တွေအလေးထားတဲ့နိုင်ငံဖြစ်တယ်ဒါကြောင့်ဒီနေ့ဒီအောက်စုဟာဆိုရင်မြန်မာနိုင်ငံအတွက်လည်းလုံးဝကျွန်တော်တို့ဈေးကွက်အရန်ပေါ်မှာကြီးမားတယ်ဒါကြောင့်မိတ်ဆွေတို့အားလုံးနေနဲ့ဒီနေ့ transform ဈေးကွက်ကိုဖျက်ချီပြီးတော့လည်းဒီနေ့ကိုယ်တိုင်စီးပွားရေးလုပ်လို့ရပါတယ်ခင်ဗျာနော်ဟုတ်ကဲ့ပါဒါဆိုရင်အသေးစိတ်တော့ကျွန်တော်မပြောပြပေးတော့အချိန်လေးအရန်ကြာသွားမှာနော်โอเคဒါဆိုရင်နောက်တစ်အောက်စုခင်ဗျနောက်တစ်အောက်စုတော့ကျွန်တော်တို့ဒီမှာ smart creation လို့ပဲခေါ်ပါတယ်ခင်ဗျာနော်ဒီထက်မှဆိုရင်ကျွန်တော်တို့ရေသက်ဆက်ရှိတဲ့အရင်သွားဆိုရင်ကျွန်တော်တို့ဒီဟာမြင်မှုတဲ့သူရှိလားခင်ဗျာဒီအရာမြင်မှုတဲ့ဆိုရင်သိချတာတော့ဆက်ဆက်မောကွန်မှာအနည်းဆုံး9နှစ်ရှိတယ်ခင်ဗျာတော်တော်ကြာနေတဲ့သူဖြစ်မယ်နော်ဘာလို့လဲဆိုတော့ကျွန်တော်လည်းမြင်မှုပါတယ်โอเคဒါဆိုရင်အားလုံးနေနဲ့ဒီနေ့ကျွန်တော်တို့ဒါကတော့အကမက်ရေသက်ဆက်လို့ဖြစ်ရေသက်ဆက်လို့ခေါ်ပါတယ်မင်းတို့အားလုံးနေနဲ့လွန်ခဲ့တဲ့ဘက်က training မှာအကမက်ရေသက်ဆက်ကြောင်သင်ယူရတဲ့သူရှိလားခင်ဗျာအိုးကျွန်တော်မျက်လုံးမှာပြူသွားတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တွေနဲ့ဒီရေသက်ဆက်ဟာဆိုရင်တစ်နှစ်မှာကျွန်တော်ရေလီတာ9000တိထောက်လို့ရတယ်ခင်ဗျာနော်ရေလီတာ9000တိထောက်လို့ရတယ်ကျွန်တော်တွက်ကြည့်လိုက်မယ်ဆိုရင်ဒီရေသက်ဆက်မှာကျွန်တော်ကိုင်းကင်းတန်းအနေနဲ့ကျွန်တော်တွက်လိုက်တဲ့ချိန်မှာရေသက်ဆက်တစ်လုံးကိုကျွန်တော်တွေနဲ့ဒီနေ့ပုံမှန်ကိုသုံးနေတဲ့အပြင်မှာရေလီတာ9000ဝယ်သုံးတဲ့ဇရိုက်နဲ့ဆက်ဆက်မောကုမ္ပဏီကအကမက်ရေသက်ဆက်ကိုကျွန်တော်တို့ဝယ်သုံးတဲ့ဇိတ်ဘယ်လောက်ထိကွာခြားတယ်လို့ထင်လဲခင်ဗျာဘယ်လောက်ထိကွာခြားတယ်လို့ထင်လဲ3000ကျော်တော့မှကွာခြားတယ်ခင်ဗျာဟုတ်လားဒါဆိုမိတ်ဆွေတို့အားလုံးနေနဲ့ဒီနေ့ဒီရေသက်ဆက်ရဲ့အားသာချက်ကမီးမလို့မီးမရှိတဲ့နေရာမှာလည်းဆင်ပြေတယ်ဒီနေ့ကိုယ့်ရဲ့ရွာမှာဘုန်းကြီးကျောင်းတွေမှာကိုယ့်ရဲ့ရွာမှာစာသင်ကျောင်းတွေမှာကျွန်တော်လှူခြင်းဒါမှမဟုတ်ကိုယ့်ရဲ့အိမ်မှာပေါ့ရေဟာရေမကြည့်ဘူးလားခင်ဗျာအရန်ရေးကြည့်တယ်တကယ်လို့မိတ်ဆွေတို့ခန္ဓာကိုယ်ထဲမှာရေတက်ကျွန်တော်တွေလုံလောက်တယ်ဒါပေမဲ့ကိုတောက်တောင်းတဲ့ရေတွေကမသက်ရှင်ဘူးဆိုရင်မိတ်ဆွေတို့ကိုစိတ်တောက်နေတာနဲ့အတူတူပဲဟုတ်လားခင်ဗျာဒါကြောင့်ကျွန်တော်အိမ်မှာဆိုလဲဒီနေ့အကမက်ရေသက်ဆက်ပဲသုံးပါတယ်ဒါကြောင့်မိတ်ဆွေတို့အားလုံးနေနဲ့ဒီနေ့အကမက်ရေသက်ဆက်အကြောင်းကိုအသေးစိတ်သိချင်တယ်ဆိုရင်ကျွန်တော် one on project မှာသင်ပြပေးထားတာရှိတယ်မိတ်ဆွေဝင်ရောက်ပြီးတော့သင်ယူနိုင်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ဒီနေ့အကမက်ရေသက်ဆက်တစ်လုံးကိုကျွန်တော်တွေကနော်ဒီလထဲမှာဆိုလဲ promotion ရှိတယ်နော်ဒါကြောင့်အားလုံးနေနဲ့ဒီနေ့ဆက်ဆက်မောကွန်မှာကျွန်တော်ပြောပြပေးချင်တာကပစ္စည်းတွေဒီကျွန်တော်တွေခင်မီစမ်းသစ်တဲ့ပစ္စည်းတွေအပြင်ထုတ်လုပ်ထားတဲ့ quality ဘိုင်းဆိုင်ရာရည်တွေးဘိုင်းဆိုင်ရာရောပြီးရင်ထိုင်းသိမ်းဆောက်ရှုပ်တဲ့သူကိုယ်တိုင်အစလုံးဝကျွန်တော်တွေအရည်ချင်းရှိပြီးတော့တကယ်ကျွန်တော်တို့ဆရာဝန်ကိုယ်တိုင်ကနေပြီးတော့ဒီပစ္စည်းအားလုံးရဲ့နော်ကျွန်တော်တို့ quality ဘိုင်းဆိုင်ရာအကုန်လုံးကိုထိုင်းသိမ်းထားတာပြီလို့မိတ်ဆွေတို့ယုံကြည်စိတ်ချဆောင်နဲ့တစ်သက်လုံးကိုယ့်ရဲ့ကျန်းမာရေးအတွက်ရောကိုယ့်ရဲ့လှပရေးဆိုင်ရာအတွက်ရောကျွန်တော်တို့ဆောက်ရှုပ်သွားလို့ရတဲ့အပြင်ဝင်ငွေလည်းဖန်တီးလို့ရတယ်ခင်ဗျာမကောင်းလားဒါဆိုမိတ်ဆွေတို့အားလုံးနဲ့ဒီနေ့ကျွန်တော်ပြောသွားတဲ့အောက်စုကျွန်တော်တို့6အောက်စုထဲမှာမိတ်ဆွေတို့ဒီနေ့မတောင်းတဲ့အောက်စုပဲအောက်စုရှိလဲခင်ဗျာမိတ်ဆွေတို့တဲ့မရေးကြည့်တဲ့အောက်စုပဲအောက်စုရှိလဲခင်ဗျာတေချာတယ်မိတ်ဆွေတို့အားလုံးသုံးဆွဲနေပြီးတော့အပြင်မှာဒီနေ့ကျွန်တော်တို့လှုပ်လို့ရတဲ့ပတ်စံတွေအကုန်လုံးအပြင်မှာဝယ်သုံးနေကြတာပဲမဟုတ်လားခင်ဗျာဒါဆိုနေရာလေးပြောပြီးတော့ကျွန်တော်တို့သုံးဆွဲနေစီးပွားရေးမှာလှုပ်လို့ရမကောင်းလားခင်ဗျာဒါဆိုရင်ကျွန်တော်မေးကြည့်မယ်ဆက်ဆက်မောကွန်မှာစီးပွားရေးလုပ်ဖို့အတွက်ငွေရင်းနေမရှိတဲ့သူတွေလက်ထောက်ကြည့်ပါဦးဆက်ဆက်မောစီးပွားရေးမှာကျွန်တော်တို့အရင်နေပြီးတော့စီးပွားလုပ်ဖို့အတွက်အရင်နေမရှိတဲ့သူတွေစီးပွားလုပ်ဖို့အရင်နေမရှိဘူးလို့ထင်နေတဲ့သူတွေမိတ်ဆွေတို့ဒီနေ့သွားတိုက်စေမျက်နှာသစ်စေနေရာပြောင်းပြီးတော့လောက်ကင်နဲ့စီးပွားလုပ်လို့ရတာဖြစ်တယ်ခင်ဗျဟုတ်လားနော်ဒါကြောင့်အားလုံးအနေနဲ့
ဒီနေ့ကျွန်တော်ပြောပြပေးချင်တာခုနပြစ်စီကြောင့်လည်းကျွန်တော်ပြောပြပေးတော့တာကပြစ်စီသုံးဆွဲနဲ့စီးပွားရေးလှုပ်လို့ရတဲ့အခွင့်အလမ်းမှာပါတယ်ဆိုတာကျွန်တော်အဓိကပြောချင်တယ်အဓိကအားလုံးနေနဲ့ဟေးငါတို့သုံးနေတဲ့ပြစ်စီအကုန်လုံးရှိပါလားငါတို့ဒီနေ့ဆက်ဆက်မောစီးပွားမှာငါတို့လည်းအရင်နှမြောင်းနေတဲ့သူတယောက်လောက်ကင်လို့ရတယ်ငါတို့သုံးနေတဲ့ပြစ်စီနေရာပြောင်းဝယ်သုံးအောင်ပဲဆိုတာကိုအဓိကသိခိုင်းစေချင်တာပါနော်โอเคမိတ်ဆွေတို့အတွက်အရန်ပေါ်မှာကောင်းမွန်တဲ့စီစဉ်ကတော့ဒီမှာ promotion စီစဉ်ပဲဖြစ်ပါတယ်ခင်ဗျကျွန်တော်ဆက်ဆက်မောစီးပွားမှာလောက်လာခဲ့မျိုးဒီလလိုမျိုး promotion ကောင်းတာမတွေ့ဘူးဘာဖြစ်လို့လဲဒီနေ့ကျွန်တော်ခုနကပြောတယ်ဘယ်သူလဲခင်ဗျမာရီယိုနဲ့ကျွန်တော်ဘယ်သူချောလဲအေးအဲ့ဒါကျွန်တော်လည်းဒီလိုပြောမှာနော်မာရီယိုချောတာဗောဟုတ်လားကျွန်တော်လည်းမာရီယိုလို့မချောနိုင်ဘူးလို့ပြောလို့ရလားမရဘူးကျွန်တော်လည်းယုံကြည်တယ်โอเคကျွန်တော်တို့ဒီနေ့ဆက်ဆက်မောကော်မတီကဒီနေ့ SOD ကျွန်တော်ရှေ့မှာပြောသွားရနော်ဆက်ဆက်မောကော်မတီအဓိကအိမ်ရှိမင်းသားအိမ်ရှိမင်းသား SOD ဟာဆိုရင်ဒီနေ့ထိုင်းနိုင်ငံရဲ့နာမည်ကြီးမင်းသားမာရီယိုကိုယ်တိုင်ကနေပြီးတော့ဒီနေ့သူ့ကိုယ်တိုင်တောင်းဆွဲပြီးတော့ကောင်းတယ်လို့သူ့ကိုယ်တိုင်ဆက်ဆက်မောကော်မတီရဲ့ကော်မတီမှာအဓိကကြီးညာပေးနေတဲ့သူတယောက်ဖြစ်တယ်ခင်ဗျမိတ်ဆွေယုံကြည်စိတ်ချတာနဲ့တောင်းလို့မရဘူးလားမိတ်ဆွေပတ်ဝန်းကျင်မှာမာရီယိုမင်းသားကြိုက်တဲ့သူတွေရှိလားသူကြီးညာထားတဲ့ပစ္စည်းကိုသွားယုံလို့ရတယ်ခင်ဗျနော်ရှေ့မှာနည်းနည်းလေးရှေ့မှာနည်းနည်းနော်โอเคဒီလမှာဆိုရင်မိတ်ဆွေအရန်ကိုမှကန်ကောင်းတယ်ဘာဖြစ်လို့လဲဆိုတော့သူ့ရဲ့ကျွန်တော်တို့မန်ပါစေးအသိဝင်ပြီးတော့ဝယ်တဲ့စရာပုံမှန်ဆိုရင်1490ရှိတယ်နော်ဒီလမှာမိတ်ဆွေဝယ်မယ်ဆိုရင်1290နဲ့ရရှိမှာဖြစ်တယ်ခင်ဗျဘယ်လောက်กว่าလာလဲ200กว่าတယ်200ဆိုရင်မိတ်ဆွေအင်ဂျီထဲဝယ်လို့ရနော်ဟုတ်လားဟုတ်တယ်နော်200ဆိုရင်ကျွန်တော်တို့ဘယ်နှစ်ရက်သုံးလို့ရလဲ9ရက်ဟုတ်တယ်နော်မိတ်ဆွေအားလုံးနေနဲ့ဒီမှာ SOD တပလင်းမှာဒီလမှာဘယ်နှစ်ရက်ရှိတယ်လဲခင်ဗျာလောက်ကုန်ဖို့2ရက်ပဲရှိတော့တယ်နော်မိတ်ဆွေဒီ2ရက်တွင်မှာမိတ်ဆွေတို့အတွက်အထူးခွင့်ရေကောင်းပဲဖြစ်ပါတယ်မိတ်ဆွေတို့မလုပ်ရင်ကုမ္ပဏီကတော့မိတ်ဆွေတို့ပေးတော့မိတ်ဆွေတို့မယူရင်မရဘူးဟုတ်တယ်နော်โอเคဒါဆိုရင်ဒီထဲမှာ SOD ဆင်းသွားတာနဲ့ SO promotion ဝင်မဲ့သူတွေရှိလားခင်ဗျာလက်ထုံကြည့်ပါအောင်ရှိလားဟေးမိတ်ဆွေတို့အားလုံးနေနဲ့တကယ်လို့မိတ်ဆွေတို့ပတ်ဝန်းကျင်မှာပြန်လည်ပြီးတော့ရောင်းမယ်ဆိုရင် SOD တပလင်းမှာ2100ပြန်လည်ပြီးတော့ကျွန်တော်တို့1290နဲ့ယူသွားမယ်2100နဲ့ပြန်ရမှာ2000နဲ့ပြန်ရအမြတ်ငွေဘယ်လောက်ရမလဲခင်ဗျာ900ကျော်မရဘူးလားအိုးဟိုပစ္စည်းတစ်ခုရောင်းပြီးတော့900ကျော်ရတယ်ဘယ်မှာရှိလဲခင်ဗျာဟေးဒါအခွင့်ရံကောင်းမှာမဟုတ်လားโอเคဒါဆိုရင်နောက်ထပ်ကျွန်တော်တို့ဒါကတော့ကျွန်တော်တို့ဆက်ဆက်မောကုမ္ပဏီရဲ့နော်အားလုံးကိုဒီနေ့ပစ္စည်းကောင်းတွေထောက်ထားတဲ့အပြင်ကျွန်တော်တို့ကိုလည်းအလွယ်တကူတည်ယူသွားလို့ရအောင်ကိုနဲ့အမြဲတမ်းပစ္စည်းအမြဲတမ်းရှိနေနိုင်အောင်တချို့ဆိုရင်ကြိုက်တယ်အဲ့ဆိုတွေအရန်ကြိုက်တယ်အဲ့ဆိုတကယ်လို့အမျိုးအိမ်သွားမယ်အဲ့ဆိုတွေပလင်ပိုက်ပြီးတော့သွားလို့ရလားခင်ဗျမရဘူးဘာပြောမလဲအေးနေကရက်သမားလို့ပြောမှာဗောနော်မသိဘူးဆိုရင်ဒါကြောင့်ဆက်ဆက်မောကုမ္ပဏီအရန်အိုင်ဒီယာကောင်းတယ်ကျွန်တော်တို့တွေကိုဒီနေ့တနေ့ကို1000သုံးလို့ရအောင်ကျွန်တော်တို့တွေနဲ့အထောက်လေးတွေနဲ့လုပ်ပေးထားတယ်အဖာလေးနဲ့တဖာကိုကျွန်တော်တို့ပုံမှန်ဈေးဆိုရင်990ရှိတယ်ခင်ဗျဒါမဲ့ဒီနေ့မိတ်ဆွေတို့ဝယ်မယ်ဆိုရင်690နဲ့ရရှိမှာဖြစ်ပါတယ်ခင်ဗျဟိုးဘယ်လောက်တော့ short ပေးထားရလဲ100တိတိတောင်မှ short ပေးထားတယ်ကျွန်တော် SOD တပါရောင်းတာနဲ့ကျွန်တော်တို့ဘယ်လောက်မြတ်မလဲဘယ်လောက်မြတ်100မြတ်မယ်ဟုတ်လားခင်ဗျကျွန်တော်ပြောချင်တာဒီနေ့ဒါအပြင်လူတွေအတွက်မဟုတ်ပါဘူးဒီနေ့ဆက်ဆက်မောစီးပွားမှာလာပြီးတော့လေ့လာပြီးတော့မန်မာတွေအတွက်ကျွန်တော်လုပ်ပေးထားတာပဲဖြစ်ပါတယ်ခင်ဗျာနော်တကယ်လို့ပြန်ပြီးတော့ရောင်းမယ်ဆိုလည်းအမြတ်ငွေတွေရရှိမှာဖြစ်ပါတယ်โอเคဒါဆိုရင်နောက်ထပ်โอเคဒါကြတော့ဆက်ဆက်မောကောင်မှာဒါထွက်ထားတဲ့ product တစ်ပဲဖြစ်ပါတယ်ခင်ဗျာနော်လွန်ခဲ့တဲ့တစ်နှစ်ကမှထွက်ထားပါတယ်ဒီနေ့ကင်ဆာနဲ့ပတ်သက်ပြီးတော့မိသားစုတွေထဲမှာရောပတ်ဝန်းကျင်ထဲမှာရောဝမ်းနဲ့ကြေကွဲမှုတွေနဲ့ဆုံးရှုံးသွားတဲ့သူရှိလားခင်ဗျရှိပါလိမ့်မယ်နော်ရှိပါလိမ့်မယ်ဒါကြောင့်အားလုံးအနေနဲ့ကင်ဆာသမားတွေတဲ့အဓိကကျွန်တော်တို့ဆက်ဆက်မောကောင်ကထုတ်လုပ်ပေးထားတယ်ကျွန်တော်တို့ Nutrina ကင်ဆာပဲဖြစ်ပါတယ်ခင်ဗျာနော်ဒါကြောင့်ကုမ္ပဏီအတွက်လည်းလက်ခုပ်တန်လေးနဲ့နော်ဟုတ်ကဲ့ပါကမ္ဘာပေါ်မှာကင်ဆာယောဂါလုံးဝကျွန်တော်တို့ကြောက်စရာကောင်းပြီးတော့လူသိမှုနှောင်လည်းအများဆုံးဖြစ်ပါတယ်ခင်ဗျာနော်အခုချိန်ဆိုပို့ပြီးတော့မှကျွန်တော်တို့တိုးလာတယ်ဒါကြောင့်မိတ်ဆွေအားလုံးအနေနဲ့ကင်ဆာသမားတွေလည်းဒီနေ့ဆက်ဆက်မောကုမ္ပဏီထုတ်လုပ်ထားတဲ့ပစ္စည်းနဲ့ကျွန်တော်တို့ကူညီပေးလို့ရတယ်နော်နောက်ထပ်စီးကြိုသမားတွေအတွက်ဒီမှာကျွန်တော်တို့Nutri ကစူရင်လို့ခေါ်ပါတယ်ခင်ဗျာဒါကတော့စီးကြိုသမားတွေအတွက်ဖြစ်ပါတယ်အရင်တော့ဆိုရင်အခုလိုမျိုးမရှိပါဘူးကျွန်တော်တို့သွေးတိုးရှိတယ်စီးကြိုရှိတယ်ဆိုရင်ကျွန်တော်တို့ဆက်ဆက်မောကုမ္ပဏီရှားဆောင်လက်ပတ်ပဲရှားဆောင်လက်ပတ်တောက်ပြီးတော့လဲကျွန်တော်တို့တက်တာပါတယ်ဒီနေ့စီးကြိုသမားတွေတိတဲ့ဒီလိုမျိုးထုတ်ပေးထားမကောင်းဘူးလားအရန်ကောင်းတယ်ဒါကြောင့်ဒီလထမှာဆိုရင်အားလုံးနေနဲ့ကျွန်တော်ဈေးတော့မမြင်ရဘူးနော်ကျွန်တော်ဈေးတော့မမြင်ရဘူးဒါကြောင့်990နဲ့ကျွန်တော်တို့နှစ်ပတ်နဲ့ရရှိမှာဖြစ်ပါတယ်ဒါဆိုရင်အားလုံးနေနဲ့သိချတယ်ကျွန်တော်တို့900နဲ့ဘယ်လောက်လဲ990 990နဲ့နှစ်ပတ်မသက်တာဘူးလားခင်ဗျသိချတယ်မိတ်ဆွေတို့အားလုံးနေနဲ့ဒီလထမှာအရန်ကောင်းမွန်တဲ့ promotion တွေရှိတယ်
ဒါကြောင့်မိတ်ဆွေတို့ဒီလမလောက်ဘူးဆိုရင်တော့မိတ်ဆွေတို့နောက်လာကြရင်တော့သိချတယ်ဒီလ promotion ကိုသတိရနေလိုက်မယ်ဟုတ်တယ်နော်ဒါဆိုရင်နောက်ထပ်တအုပ်စုနောက်ထပ်โอเคဘာလဲကျွန်တော်ခုနပြောသွားတာဘာလဲဒါကဘာလဲစကွဲဘယ်သူတွေ့လဲဒီမှာယောက်ျားလေးတွေယောက်ျားတွေဘာကောင်းလဲယောက်ျားလေးတွေကျွန်တော်တို့ဒါယောက်ျားလေးခွန်အားတွေကိုကျွန်တော်တို့တိုးစေတယ်ကုံဆုံးသွားတဲ့အားရင်တွေကိုကျွန်တော်အဲ့ရာထားပြီဆိုတာနဲ့ပြန်လဲပြီးတော့ကျွန်တော်တို့ရှင်းသန်နှိုးထွားစေတယ်နှိုးထွားစေဒီနေ့စကွဲတောင်းနေဆိုရှိလားလက်ထောက်ကြည့်ပါဦးโอ้ဒါဆိုရင်โอเคစကွဲတက်လက်โอเคဒါဟုတ်တယ်လဲဒါဟုတ်တယ်လဲဘာကောင်းလဲโอเคမိန်းကလေးတွေကျမ်းမာရေးကောင်းတယ်ဒီ clip ပလာတောင်းနေတယ်ဆိုရင်လက်ထောင်ကြည့်ပါဦးโอเคเนาะ clip ပလာတောင်းနေတဲ့တွေရှက်เสียမလို့เนาะဒါကျွန်တော်တို့ကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့โอเคဒါဆို clip ပလာတောင်းရင်ဘာကောင်းလဲโอเคမပြောနဲ့ကိုသိရင်ကိုမိန်းကလေးချင်းကျွန်တော်တို့ပြန်ပြီးတော့ပြောပြပေးဟုတ်လားโอเคဒါဆိုရင်အားလုံးနေဒီနေ့စကွဲနဲ့ clip ပလာဒီလထမှာဆိုရင်အရန်ကောင်းပါတယ်ကျွန်တော်တို့ promotion ပေးထားပါတယ်ခင်ဗျ promotion သူဘယ်လိုမျိုးပေးထားလဲဆိုတော့ကျွန်တော်တို့6ဖာဝယ်မယ်ဆိုရင်တစ်ဖာလက်ဆောင်ပို့ရမှာဖြစ်ပါတယ်ပြီးရင်ကျွန်တော်တို့ဈေးနှုန်းလည်းတက်တာပါသေးတယ်ခင်ဗျာနော်ဒါကြောင့်ဒီနေ့ကျွန်တော်တို့ပြန်လဲပြီးတော့ရောင်းမဲ့သူတွေဒီထဲမှာဈေးရောင်းတဲ့သူတွေရှိတယ်ဆိုရင်ဒီလဟာအရန်ကိုမှတန်ပါတယ်ခင်ဗျာမိတ်ဆွေတို့အတွက်အမျက်ငွေမျိုးမျိုးမြတ်ရရှိမဲ့လတစ်လပဲဖြစ်ပါတယ်ဒါပေမဲ့မိတ်ဆွေတို့တွေနဲ့ဒီနေ့ဈေးရောင်းကောင်းခြင်းနဲ့ဈေးရောင်းကောင်းခြင်းအမျက်ငွေတွေလိုချင်တယ်တကယ်လို့မိတ်ဆွေတို့အားလုံးနဲ့ဒီလိုပစ္စည်းတွေနော်ကိုအတွက်အမျက်ငွေဒီလောက်ကိန်းကနန်းနေနဲ့မြင်တွေ့နေရတော့မှမိတ်ဆွေတို့မဝယ်ဘူးဆိုရင်တော့ကိုမျက်ငွေလိုချင်လဲအားလကားပါမျက်ငွေပေးထားပြီလေဟုတ်လားခင်ဗျာဒါကြောင့်အားလုံးနဲ့မိတ်ဆွေတို့ဒီလထမှာဟာလုံးဝဝယ်ထားသင့်ပါတယ်။ဘာဖြစ်လို့လဲကျွန်တော်တို့တွေတစ်ဖာလဲလက်ဆောင်ရတဲ့ပြင်ဒီမှာလဲဈေးနှုန်းက short ပေးထားတယ်။မန်ပါဈေးလဲကျွန်တော်တို့မန်ပါဈေးနဲ့ဝယ်ပြီးတော့ပြန်ပြီးတော့ရောင်းမယ်။ဒီမှာလဲဈေးနှုန်းတစ်ဖာလဲပို့ရတယ်ဈေးနှုန်းလဲ short ပေးထားတယ်။အမြတ်ကြီးအများကြီးပဲမဟုတ်လားခင်ဗျာ။ဒါဆိုရင်အစွမ်းကုန်ဒီလထမှာသူတို့စူးစမ်းမယ်ဆိုရင်မိတ်ဆွေတို့တွေသိချပါတယ်။ဒီလဟာမိတ်ဆွေတို့တွေရွှေတွေငွေတွေဝင်မဲ့လပဲဖြစ်ပါတယ်ခင်ဗျာနော်။ Okay ။ဒါဆိုနောက်တစ်အုပ်စုဒါကြတော့ကျွန်တော်တို့နေစိတ်ပြိုတွေဖြစ်ပါတယ်transform ဖြစ်ပါတယ် transform ဆိုလို့ခေါ်ပါတယ်ဆက်စမောကွန်မှာထုတ်လုပ်ထားတဲ့ပစ္စည်း product အသစ်ပဲဖြစ်ပါတယ်မိတ်ဆွေတို့ဒီနေ့နော် transform အကြောင်းကိုမိတ်ဆွေတို့တည်တည်ချာချာလေးလေ့လာကြည့်ပါမိတ်ဆွေတို့ရင်ကုန်စိတ်လှုပ်ရှားပြီးတော့အဲ့တောင်ပြောမှာမဟုတ်ဘူးမိတ်ဆွေတို့အနာဂတ်မှာဟိုးတလမှာမိတ်ဆွေတို့ဝင်ငွေဘယ်လောက်လိုချင်လဲတလမှာဝင်ငွေမြန်မာငွေ350လိုချင်တဲ့သူရှိလား300လိုချင်တဲ့သူရှိလားမိတ်ဆွေတို့ဆက်စမောကွန်မှာ transform အကြောင်းကိုတည်တည်ချာချာလေးလေ့လာပြီးတော့ဈေးကွက်ဖြတ်ဖြူနေအောင်မိတ်ဆွေတို့စူးစမ်းပါမိတ်ဆွေတို့ရဲ့ရွာတွေမှာလည်းလေတွေမရှိဘူးလားစိုက်ပျိုးသမားတွေမရှိဘူးလားအဲ့ဒီလူတွေအတွက်ဖြစ်တယ်ဒါကြောင့်မိတ်ဆွေတို့အားလုံးနဲ့ transform အကြောင်းကိုအသေးစိတ်လေ့လာဒီလောက်မှဆိုရင်ဒါ transform စိတ်ဖြစ်ပါတယ်ကျွန်တော်တို့မြေတွေကိုပြုပြင်တာခုနလိုပဲကျွန်တော်တို့တောက်တုံတဲ့နေမှာအာဟာရတရားဖို့ခန္ဓာကိုယ်ပြုပြင်ရတယ်လို့မျိုးခန္ဓာကိုယ်ဂရုစိုက်ရမလို့အပင်တွေမှာလည်းကျွန်တော်တို့အပင်တွေတန်ဖို့အတွက်မြေကိုပြုပြင်ရတယ်ခင်ဗျမိတ်ဆွေတို့ကြားဘူးလားခင်ဗျမိတ်ဆွေတို့ကြားဒါပေမဲ့ဒီနေ့ဆက်ဆက်မောကုမ္ပဏီကအားလုံးအဆင်သင့်လုပ်ပေးထားတယ်မိတ်ဆွေတို့ပူစရာမလိုဒါကြောင့်တေးသေးချာလေ့လာဖို့တော့ပြောချင်ပါတယ်ဒီလတည်းမှာဆိုရင်အားလုံးနဲ့ဒီထဲမှာစိုက်ပျိုးရေးသမားတွေရှိလားခင်ဗျရှိလိုက်မယ်ဒီလတည်းမှာဆိုရင်ကျွန်တော်တို့နေ transform ဆိုရဆိုရင်6ထောက်ဝယ်မယ်ဆိုရင်ကျွန်တော်1000ထပ်မှတ်ပြီးတော့လက်ဆောင်ပေးထားသေးတယ်ကျွန်တော်တို့သူ့ရဲ့ဈေးကတော့3400နဲ့ကျွန်တော်တို့30ဖြစ်ပါတယ်ဒီလထပ်မှတ်ဝယ်မယ်ဆိုရင်2940နောက်ထပ်ကျွန်တော်တို့1000ပါထပ်မှတ်ပြီးတော့ကျွန်တော်တို့ကိုလက်ဆောင်ပေးထားပါသေးတယ်မကောင်းလားဟိုကော်မတီကတော့အရန်ပုံမှာကောင်းတယ်အခုလိုမျိုးလုပ်ပေးထားတာเนาะဒါကတော့ကျွန်တော်တို့ transform ကျွန်တော်တို့transform ကျွန်တော်တို့1နဲ့2ဖြစ်ပါတယ်ခင်ဗျသူကကျတော့ကျွန်တော်တို့အပင်တွေအတွက်ပြည့်စုံအာဟာရတက်စာဖြစ်ပါတယ်လူတွေမှာရှေ့မှာလူတွေရဲ့ကျန်းမာရေးကောင်းဖို့အတွက်ပြည့်စုံအာဟာရသုံးလို့ရတယ်လို့မျိုးပဲအပင်တွေမှာလည်းကျွန်တော်တို့ဖို့အတွက်ပြည့်စုံအာဟာရကျွန်တော်တို့သုံးဖို့လိုအပ်ပါเนาะဒါကြောင့် transform number 1နဲ့ number 2ကတော့ကျွန်တော်တို့ TRPC နဲ့ PRPC ဖြစ်ပါတယ်ခင်ဗျဒါဆိုမိတ်ဆွေတို့ကျွန်တော်မေးကြည့်မယ်စိတ်ပြိုရေးသမားတယောက်အနေနဲ့ဒီထဲမှာစိတ်ပြိုရေးသမားတွေလည်းရှိနိုင်တယ်เนาะစိတ်ပြိုရေးသမားတယောက်အနေနဲ့ကျွန်တော်အပင်စိတ်မယ်တီအားလည်းကောင်းမယ်အပင်အားလည်းကောင်းမယ်မျိုးလည်းကျွန်တော်တို့ရောင်းတဲ့နေရာမှာလည်းရောင်းမှန်းလှမယ်ဘာလို့သေးလဲဘာမှမလို့တော့အကောင်လုံးပြီးဆောင်နေပြီဟုတ်လားစိုက်ပျိုးရေးသမားတွေလိုတာကကိုစိုက်လိုက်တဲ့အပင်ဟာအပင်ကောင်းရမယ်အပင်တန်ရမယ်အသီးအားကောင်းရမယ်ဟုတ်တယ်ဟုတ်အဲ့ဒီအတွက်ပြဿနာတွေအကောင်လုံးဒီနေ့ကျွန်တော်တို့ဖြေရှင်းပေးထားပြီးသားပဲဖြစ်ပါတယ်ခင်ဗျာဒါကြောင့်မိတ်ဆွေတို့တွေနဲ့ဒီနေ့ကိုဆက်ဆက်မောစီးပွားမှာဒီနေ့လာလို့တဲ့ချိန်ကျရင်ဒီလထက်မှာပဲနောက်ထပ်ဘယ်နှစ်ရက်ပဲလိုတော့တယ်2ရက်ပဲလိုတော့တယ်မိတ်ဆွေတို့အားလုံးနဲ့ဒီနေ့ transform number 1 6ဘူးဝယ်ရင်တပူရမယ် transform number 2 6ဘူးဝယ်ရင်တပူရမယ်အရန်ကောင်းတာကကျွန်တော်တို့ transform number 1နဲ့2ကိုရောကျွန်တော်ရောပြီးတော့ယူလို့ရလားဒီမှာ3မှုဒီမှာ3မှုရပါတယ်ခင်ဗျဒါလည်းကျွန်တော်တို့ထပ်မှတ်ပြီးတော့လက်ဆောင်ထပ်မှတ်ပြီးတပူရတဲ့ပြင်ကျွန်တော်တို့ short ဈေးလည်းရရှိအောင်မှာပဲဖြစ်ပါတယ်ခင်ဗျဒါကြောင့်မိတ်ဆွေတို့အားလုံးတွေအတွက်သိချတဲ့ဒီလဟာဆိုရင်အရန်တန်တယ်နောက်ထပ်ဘယ်နှစ်ရက်ပဲကျန်တော့တာလဲ2ရက်ပဲကျန်တော့တယ်ဒါကြောင့်မိတ်ဆွေတို့အမြန်ဆုံးကျွန်တော်တို့ဈေးကွက်ထိုးဖောက်ပါတကယ်လို့ကို့မှာဝယ်သုံးတဲ့သူတွေရှိတယ်ဆိုရင်လည်းကျွန်တော်တို့စုထားပါတ
ဒါဟာစီးပွားရေးမှာကျွန်တော်ရင်းနှီးမြှုပ်နှံထားဖို့လိုအပ်ပါတယ်ဒါကျွန်တော်အားလုံးကို idea ပြပါတယ်နော်โอเคဒါဆိုရင်နောက်ထပ်ဘာအောက်စုတွေရှိသေးလဲခင်ဗျလာပြီကျွန်တော်ခုနကပြောတဲ့ရည်တန်းဆက်ကျွန်တော်တွေပုံမှန်ဈေးရဆိုရင်ဘယ်လောက်လဲခင်ဗျ19000နဲ့900 19000နဲ့900နော်ဒါမှန်ပါဈေးပြောတယ်နော်သူ့ရဲ့ဘူးမှာပါတဲ့ကျွန်တော်တို့ဈေးမပြောသေးဘူးဒီလမှာဝယ်ရင်ဘယ်လောက်လဲ16000နဲ့900အများကြီးမသက်တာဘူးလားပြီးပြီဘယ်လောက်လဲ3000ပြီးပြီ3000ဆိုရင်ဘာဖြစ်ပြီလဲခင်ဗျဒါဆိုရင်မိတ်ဆွေတွေနဲ့ဒီလထမှာ exactly ပိတ်မဲ့သူတွေအားလုံးနေနဲ့ဒီလထမှာဒီရေသက်ဆက်ကိုမိတ်ဆွေတို့ဝယ်ပြီးတော့တခါတည်းကို exactly ပြအောင်လုပ်လို့ရတယ်မိတ်ဆွေတွေအိမ်ကိုပို့မလားမိတ်ဆွေဒီမှာသုံးမလားဒီမှာသုံးမယ်အိမ်ကိုမပို့ဘူးဒီကနေမြန်မာနိုင်ငံပြန်ယူသွားမလားယူသွားလို့ရတယ်ခင်ဗျဘာဖြစ်လို့လဲလွယ်ကူကူလေးပဲမီးမလို့သွားတဲ့နေရာတည်သွားလို့ရတယ်မကောင်းလားခင်ဗျဒါကြောင့်မိတ်ဆွေတို့အားလုံးနေနဲ့ဒီနေ့ဒီကျွန်တော်အရန်ကိုမှ focus ထားခိုင်းစေချင်ပါတယ်အဲ့ဒါပါလဲဆိုတော့ကျွန်တော်ရေတန်းဆက်ပဲဖြစ်ပါတယ်ခင်ဗျဟုတ်တယ်နော်ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့16000နဲ့900နဲ့3000ပြီးပြီသူ့ရဲ့ဈေးက19000နဲ့900ဆိုတော့ဈေးနှုန်းကအရန်ကိုမှ1000ကျော်တော့မှမြန်မာငွေနဲ့ဆိုဘယ်လောက်လဲ2သိန်းကျော်3သိန်းကျော်တော့မှဟုတ်လားမြန်မာငွေနဲ့3သိန်းကျော်တော့မှဒါဟာကျွန်တော်တို့ member ဈေးပဲရှိသေးတယ်တကယ်လို့ပြန်ရောက်မှဆိုရင်ကျွန်တော်တို့2သိန်းကျော်2000ကျော်တော့မှရှိတယ်ဟုတ်လားခင်ဗျမိတ်ဆွေတို့နဲ့စီးပွားရေးအမြင်လေးနဲ့ပဲကျွန်တော်မြင်ကြည့်ဒီ promotion တွေအားလုံးကမိတ်ဆွေတို့ဒီလထမှာမိတ်ဆွေတို့ဝင်ငွေဘယ်လောက်လို့လဲဆက်စမောစီးပွားဒီလထမှာမိတ်ဆွေတို့အပြင်မှာတလကို1000ခွဲရဖို့အတွက်အများကြီးစူးစမ်းရမယ့်နေရာမှာဆက်စမောကောင်မှာဒီနေ့ဒီတလတည်းတည်းနဲ့မိတ်ဆွေတို့ကိုယ့်အတွက်နောက်ထပ်ဝင်ငွေတလန်းအနေနဲ့2000 3000ရအောင်လုပ်လို့ရတယ်မကောင်းလားဒါဆိုရင်အားလုံးအနေနဲ့ဒီနေ့ကျွန်တော်လာပြီးတော့ပြောပြပေးသွားတာကတော့ဆက်စမောကောင်မှာဒီလမှာကျွန်တော်တို့ကိုပေးထားတဲ့ promotion ပစ္စည်းတွေနဲ့ကျွန်တော်တို့သုံးစွဲပစ္စည်းတွေကိုနေရာပြောင်းသုံးစွဲစီးပွားရေးလုပ်လို့ရတယ်ဆိုတော့အခွင့်အလမ်းကိုပဲလာပြီးတော့ပြောသွားပေးတာဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့ပစ္စည်းတောင်းပြီးတော့ဘယ်လိုမျိုးစတင်